ဆရာတော်ဗျာတရားဓမ္မတွေလှူကြသလိုဆရာတော်ဘုရားကလည်းတန်ခါတော်များနဲ့ရင်းနှီးရလာပြီးတော့ဖြေပြရတဲ့တရားတွေဓမ္မတွေဆရာတော်ဘုရားလည်းပြန်လှူတယ်ဆရာတော်ဘုရားရဲ့တပည့်အရေးများဖြစ်ကြတော့တရားဓမ္မတွေကလည်းဆရာတော်ကိုလှူကြတယ်ဒါကြောင့်ဒီလူမှာပြောတယ်ဒီလူမှာပြောတယ်သီရကူဆရာတော်ဝိဇ္ဇာတမွေးနေမင်္ဂလာမှာဖြင့်ကပ္ပသာနာပြုဆရာတော်ကြီးဟုတ်ကဲ့တတ်တော်ရှိသေးကြောင်းရဲ့ခင်ဗျာတော့ဝစုပန်ချွေဒါကြောင့်ကျွန်တော်တို့အနုပညာရှင်ညီကိုပေါင်းတော်မတွေကလည်းတထတာပေါ့လေဟုတ်ကဲ့ဝေပြောကကြီးဆွေဦးဒီထုံးကငါ့ဘာလို့ဘုံတို့ကိုဆုံးဆိုးလို့မြောက်ကြလင်းဒီလိုက်ပါချိန်ရင်တဲ့ဒီလိုက်ပါချိန်ရင်တဲ့ရွှေစိတ်ကိုကုရှင်ရွှေစိတ်ကိုစုရှင်တဏ္ဍာလေးရဲ့မောရီတို့ရဲ့မတို့ရဲ့စေယောတို့ရဲ့ဘုံအားတို့ကောင်းဆန်တို့ရဲ့အငိမ့်သမီးပွဲဦးစိန်ရိုးရေမောရီရေကိုမောလာခင်ဗျာကိုမိုးရီခင်ဗျကိုရေ အကိုကြီးရေညီလေးပြီညီလေးကိုကြီးပြီကိုကြီးမောင်ကောင်းဆန်လားဟဲ့အမေရှိပါသခင်မကြီးထုတ်လိုက်ပြီသားဖရင်အထီးမအမှမသိဘူးဖြစ်အဲ့ပြင်ကကြမှာမင်းကိုသေချာပြထားအောင်မလားဒါလေမှတ်ပုံတင်ဟောပါသေးယနေ့ကျော်လာမိသားချမ်းသာကိုယ်စိတ်မြဲကြပါစေဟုတ်ပါမေတ္တာထားပြီးအားပေးကြတဲ့ကျေးဇူးတင်လုံးဆုံးပါဦးမှန်ပါတတ်သိပညာမနေသာဆိုသလိုပဲဟုတ်လားဗျာဟုတ်ပါဆရာတော်ဘုရားကြီးရဲ့မွေးနေ့မှာလာရောက်ပြီးတော့တတ္တဒါနကာယဒါနနဲ့လှူဒန်းကြတာပါမှန်ပါဒီလိုလားဗျာဟုတ်ပါသဲကုန်းကသာသနာကဘာလွှမ်းစေရမည်ဆိုရင်လည်းမလွဲပါဘူးဟုတ်ပါတယ်ဟုတ်လားဗျာဟုတ်ပါကဘာကျော်အမခန်းကြီးတွေကကောင်းတဲ့ကျွန်တော်တို့ရဲ့ဆရာတော်ကြီးပါလို့လားဗျာမြန်မာတွေမကဘူးဟုတ်ကဲ့ကဘာကိုလှက်ပြီးသာနာပြုတ်နေတဲ့ပုဂ္ဂိုလ်ကြီးပါဟုတ်ကဲ့ဒါကြောင့်မလို့ခိုးတကူကလည်းကြီးပါပြီလေမှန်ပါအဲ့တော့ကျွန်တော်တို့ပျော်ရွှင်ကန်းဗန်းဖွင့်တဲ့နေရာမှာပျော်ရွှင်မှုပေါ်မှာမူတည်ပြီးတော့ဟုတ်လားဗျာဟုတ်ပါပျော်မှဆိုမှလေးတွေရှိရင်တော့ခွင့်ပြုတော်မူကြပါရော့မှန်ပါပျော်လွန်းလို့အပျော်လွန်သွားတယ်မြေသဘောထားပေးပါမှန်ပါကျွန်တော်တို့လွတ်လွတ်လပ်လပ်ကလေးပျော်ပျော်ပါပါနဲ့ကြော့ကြသူရဲ့မှန်ပါဒီလိုမလားခင်ဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီမှာကမယ်ဆိုတာပျော်လွန်းလို့အဲ့ဒါရောက်တယ်ဆိုရင်ကားဘဝဆင်းချင်းမြေကြီးပေါ်နင်းမိတာပဲမြေကြီးပေါ်မနေလို့ဘယ်ဘယ်ပေါ်နင်းမြေကြီးပေါ်နင်းမိတယ်ဆိုရင်လေရှူပြီးအားရပါဟာသာသနာထုံးကားတဲ့နေမြေကြီးဆိုပြီးတော့ဂုံယူနေတော့မှာပဲကျောင်းဝမှာအမျိုးသမီး3ယောက်မိန်းမယောက်ဆောင်ပြီးတော့မျိုးသမီးနဲ့မိန်းမနဲ့လူလူပဲအဲ့ဒါသူတို့3ယောက်ကျွန်တော်လည်းတွေ့ရောကလေးမလေးငယ်ငယ်လေးတွေပါကျွန်တော်တွေ့တော့မောင်လေးရဲ့တဲ့လူကလေးမလေးတွေကငယ်ငယ်လေးတွေလည်းပြောတယ်မောင်လေးရွယ်ကြီးကိုမောင်လေးရဲ့အသက်ကပြင်ထိတ်ဖောက်ထွက်နေပြီမနောက်ပါနဲ့ဦးလေးဟာမနောက်ပါဘူးကြော်ရဲ့အဲ့ဒါကျွန်တော်မောင်လေးရဲ့တဲ့ဘာလာလောက်တာလဲတဲ့မမဆိုရေးလို့မောင်လေးရဲ့တမှာကျွန်တော်တို့လာပြီးတော့ဆရာတော်ကြီးမွေးနေ့မှာလာပြီးတော့ကျွန်တော်တို့ကမလို့ပြောပါမယ်ကမလို့မမတို့ဘာလာလောက်တာလဲဆိုတော့ဈေးလာရောက်တာတဲ့အဲ့ဒါဟဲတဲ့လမ်းကြုံလုံးတောင်းလေးပင့်ပေးသွားဓမ္မတဲ့ဈေးတောင်းလေးပင့်ပေးတာပ
ဆိုးစားနဲ့ဒီတော့ကအစနဲ့ဘယ်လိုညှိပါသွားမှမသိအဲ့ဒါသူတို့ပစိုးလံပြပါတယ်ဆိုပြီးတော့ကျွန်တော်ပါဝိုင်းရိုက်သွားကြတယ်ကျွန်တော်ရှစ်လိုက်တာမပြောပါနဲ့ဘယ်သူမှလည်းမပြောရဘူးအခုလူဆုံးလို့ရှင်းပြတာပါလို့အဲ့ဒါနဲ့ဒီဘက်ရောက်လာတော့ကိုရင်လေးတစ်ပါးတွေ့တယ် ကိုရင်လေးတွေ့ မကိုရင်လားဆိုရကတိုးကြီးနဲ့ဗျ ဩ ကိုရင်ကကတုံးနဲ့ပေါ့ ဘယ်လုံးနဲ့ကိုရင်ကမနေရလို့ပါပန့်ကြီးညှက်ထားမှာလားကိုရင်ဘယ်သားမလို့လဲဆိုတော့ဆုံးခံကြွမလို့တဲ့ဆုံးခံကြပဲပဲသူပြောတဲ့ရင်ဝါမှာလည်းလက်ထဲမှာလည်းသပိတ်ကြီးနဲ့ ဟောဗျာ တပိတ်နဲ့မှဆုံးခံလို့ရမှာပေါ့ တပိတ်နဲ့ဆုံးမခံလို့နေမနှောက်ပါနဲ့ဦးလေးရ မနောက်ပါဘူးကြော်ရဲ့ အဲ့ဒါနဲ့ကိုရင်သူနောက်တယ်ဆိုပြီးတော့သပိတ်ဖုံးနဲ့လိုက်ခုတ်တယ်ဗျာအဲ့ဒါနောက်ဆိုအတင်းလိုက်ခုတ်တော့ထွက်ပြေးတာထွက်ပြီးတော့ဆရာတော်စဉ်းစားဟိုကျွန်တော်တို့အဲ့ဒါသမင်းကျွေးတဲ့အဆောင်ထဲမှာဆရာတော်ကလည်းထိုင်နေထိုင်နေတယ်အဲ့ဒီထဲဝင်ပြီးတော့ကိုရင်ကတော့ဆက်လိုက်မလာဘူးဆရာတော်ရှိလိုက်ကြတော့ကျွန်တော်ကုန်းပြီးဥတိုက်တယ်ဆရာတော်ကကျွန်တော်မြင်တော့ဆရာတော်ကပြုံးတယ်အဲ့ဒါဆရာတော်ဗျာလို့ဘာဖြစ်လို့ပြုံးတာလဲဆိုဟဲ့တကငါရည်ခြင်းလို့တဲ့ ပြုံးတာနဲ့ကြီး အဲ့ဒါနဲ့လေပြီးရော စကားလည်းဘယ်လိုမှလည်းမသိဘူး ဆရာတော်ဘုရားရဲ့ ဟုတ်ကဲ့ သူဇာတမွေးနေ့မင်္ဂလာ ဟုတ်ကဲ့ အဆိုတော်မြောင်များစွာနာမည်ကြီးတွေ ဟုတ်ကဲ့အများကြီးရှိသေးတယ် နော်အဆိုတော်နာမည်ကြီးကျွန်တော်တို့အများကြီးရန်ကိုတင်လိုင်းတို့ ဟုတ်ကဲ့ မောင်မောင်ကြီးတို့ လောင်းတယ် ကိုမင်းတော် ကိုမင်းတော် အမေ အဆိုတော်တွေမိမဆိုတော်ယောက်ျားဆိုတော်တွေအများကြီးအကယ်ဒမီမင်းမြင့်ခင် အမေကြီးခင် ကျွန်တော်တို့ပြီးတော့ဒါတွေဆက်ပြီးတော့ဖြည့်ပြအောင်ပါ ကျွန်တော်တို့ဟုတ်တယ် နော် ဟုတ်တယ် အဲ့ဒီမှာဒီပုဂ္ဂိုလ်တွေပါမယ်ကျွန်တော်တို့ပါမယ်ဆိုတော့ကြောင်းဒီမှာဂျန်နေတဲ့တောင်ထည့်ပြီးတော့လေရော့ဖတ်ကြည့် ဆရာ ဒီ တော်က ကားတိုက်မဲ့ဆိုကြာနေတယ်မှာဟုတ်လား ဟုတ်ပါ ဟာနေတယ်မှာမင်းဒီသတင်းဒီမှာပါလာတယ်ဟာ ပါတယ်ဟာဒီသတင်းကတော့ဆိုးတယ် ပါတယ် ဘာတော့ တာမွေမှာဖြစ်တာ တာမွေ ဟုတ်ပါ ဒါကုန်မြို့တာမွေအခွန်လို့ဈေးအတွင်းတွင်တဲ့အမျိုးသမီးကြီးတယောက်တည်းတဲ့ကုံစင်းရောက်နေမှာမအားလက်ပါသဖြင့်ပလင်းနဲ့သို့ရှူရှူပေါက်ထဲ့ရာ ဒုက္ခ သူတို့မှလည်းဈေးရောက်ကောင်းလို့ဒါရှူရှူတောင်ပေါက်ချိန်မရဘူးဖြစ်ပလင်းနဲ့သို့ရှူရှူပေါက်ထဲ့ရာပလင်းနဲ့သို့ရှူရှူမဝင်မဲ့ရှူရှူတဲ့သို့ပလင်းဝင်သွားခြင်း ဘလို့တရင်နေမှလည်း ဟုတ်ပါကွာ ဟုတ်လားဗျာတေချာလည်းဖတ်ကြမအောင်ဗျာ ဈေးကောင်းတဲ့တကွဈေးသူဈေးသားများဝိုင်းဝန်းကြိုးပမ်းမှုကြောင့်ပလင်းသာပြန်ရ၍ဘူးဆိုကြံခဲ့ခြင်း ဒုက္ခ ဘူးဆိုကတော့ဆုံးပါပြီမရပါဘူး မောဘူးဆိုတာကြံခဲ့ ရတယ်ငါကြ ပါလေ ။အော်ဒီမှာရွှေတုံဘုရားလည်းပြည့်စင်တော့တိရရှင်နှစ်ပါးချင်းများကြရာတုံးနဲ့တူသပင်ဆွဲ၍ပါရိုက်ကြ၏။ တီလာရှင်သပင်မှမရှိတာဘာလို့ဆွဲရရမှာတော့ မရှိရှိနေရဆွဲမှာပေါ့ ဒုက္ခပါကတ်ဖတ်ပါဆက်ပြီးတော့ ဒေါဘုံမြို့နယ်ခန္ဓာပင်အောက်တွင်ကြော်ကြော်ရောက်နေသောကလမကြီးအားသားမဲ၍ဖမ်းသွားခြင်း ကလမအသားမဲတာပေါ့ဟာ သားမဲတာ ဒီကလမကြီးကသူမမဲတဲ့နေနေလေးရှောက်မဲလို့ဖြစ်မှာပေါ့ ဒုက္ခပါတရင်နေ အပြင်းမြို့ဘိုလ်ချုပ်လမ်းသုံးတက်တိုက် အဲ အပေါ်ဆုံးတက်တွင်အိပ်ပျော်နေသောကိုဝင်ဆောင်မျိုးသမီးကြီးအားတခိုးမှခုံတစ်တာမှ၍တောသူနဲ့ဖွင့်သွားခြင်း ဘာတွေပါသွားပါလဲ အတွင်းပစ္စည်းတွေပါမှာပဲ ခိုးရ ဘာ လဲ ကျင်တော့ပါဘူး တခိုးရလဲဒုက္ခပါပဲ အဲ့ဒီမှာ ဘာပါတဲ့ ကမ္ဘာတဏ္ဍာပြုတီသူဆရာတော်ရဲ့ဥဇာတမွေးနေ့မင်္ဂလာပွဲတွေနဲ့နော်ရွှေစိတ်ကိုစုရှင်မင်းသမီးကျော်တဏ္ဍာလင်းနဲ့အတူလူရှင်တော်များဖြစ်ကြသောမော့မိုးရီစေရောကောင်းဆောင်ဩဝါတို့အပါဝင်ဖြေပြောမှာဖြစ်ပါတယ်တဲ့ ကြောညာပေးတာ ပညာလိုက်တာ စာဆောင်ထဲတောင်ထည့်ပြီးတော့ကြံညာပေးထားတာဒီဘက်သတင်းကတော့နည်းနည်းထူးတယ် ဘာတော့ သမီးစွန်လွှတ်၍အမွေးပြတ်သွားခြင်း မဟုတ်ပါဘူးဗျာသမီးအဖြစ်မှာစွန့်လို့အမွေပြတ်စွန့်လို့ချင်းမှာသမီးစွန့်အမွေပြတ် ပြည့်စွန့်လွတ်ကျင်ညာခြင်းဗျာခင်ဗျာ သမီးဖြစ်မှစွန့်လွှတ်၍အမွေးပြတ်ကျင်ညာလိုက်ခြင်း အဲ့လိုလုပ်ပါ ဟုတ်ပါဟုတ်ပါ သမီးပြစွန့်လို့အမွေပြတ် တောင်းကလာဆက်နေရိုက်ခွန်း၌မိလောင်ကျွမ်းခြင်းအချိန်မီမိသားရဲဘော်များရောက်ရှိလာ၍တရက်ွယ်လုံးပြာကျသွားခြင်း ဘာတော့ဗျာ ရေရပြုံးနဲ့ဖွင့်မရဘူး ဩဒုက္ခ ပဇွန်တော်ဈေးအတွင်းမှာဥစွန်တစ်ပါးဆွမ်းခံကြွရ
မသိငါလို့ရှာဖွေကြည့်ရသပိတ်ထဲ၌တဏှတ်များတွေ့ရှိခြင်း အဲ့ဒါ ၎င်းတဏှတ်ကိုဆက်လက်စစ်ဆေးရာ သေသီးတဏှတ်ဖြစ်နေခြင်း မယန်းသီးတဲ့နတ်များဖြစ်နေ ကဲ မလား တော့ ဗျာ ပြူပတ်ခလေးများမတွေ့ဘူးလား ဒီသိတဲ့ကောင်ကြောက်စီ သဲကုံမြို့ အဲ ဇေနီအိမ်တအိမ်၌ အဲ ညသကောင်ရန်လင်မယားနှစ်ယောက်ချဲတွေ့ရမှစကားများရန်ဖြစ်ကြခြင်း ဖြစ်မှာပဲဒါတွေကဒါကဖြစ်မှာ အချင်းဖြစ်ပွားပေါ်မှာမယားဖြစ်သူက အဲ ဒီအပပူးမီဟုပြောခြင်း ဟမ် အာ လင်ဖြစ်သူကဒီအပခွမီဟုပြောခြင်း ကျန်နေဟိ မယားဖြစ်သူကပတ်လက်ထိုးပါဟုပြောရလင်ဖြစ်သူကတပေါက်တည်းထိုးမယ်ပြောခြင်း ဒုက္ခ လင်မယားနှစ်ယောက်စိတ်တူသဘောတူတိုင်ပင်ထိုးကြရ အဲ ရှေ့ထိတ်စည်းဝင်သွား၍နောက်နှလုံးလွဲသွားခြင်း အမလေးဗျာ ထဲလာဝင်ဝက်ခွဲတယ်ဒိုင်ရောရမှာ တဲ့တာဝင်လို့တော့ဒိုင်အော်ဆောင်သွားမှာပေါ့ ကျွန်တော်တို့မော်ဒီတို့မောတို့ အဲ့ဒါကြတော့ဒီမှာလက်ခဲပါအားလည်းအကုသပါ ချဲပေါက်တယ် ချဲပေါက်တယ်ဆိုတာအမှန် ကုသိုလ်ကံကောင်းမှာ ကံတရားအကျိုးအကြောင်းလေး ဘဝလူခဲမှာ လူကဲမှာဒါနမျိုးကြီးဆက်မှာဗျဟုတ်တယ်မဟုတ်လားမဟုတ်အလူတန်းနဲ့ပတ်သက်လို့ကတော့တကယ်ပါယုံလိုက်ဆက်မှာတာဓုသာခေါ်လိုက်ကြစမ်းမှာ သာဓုဗျာသာဓု တာရု ကျွန်တော်ဘာမှမလူပါသေးဘူး ဟောဘာလို့ခေါ်ခိုင်းလဲ မင်းကဘာဖြစ်လို့လဲတော့ခေါ်နေတာ မင်းမသာဓုခေါ်လိုက်ကြပါစို့ တာလူခေါ် ကျွ လို့ န်တော်ပါရမီမှာကျွန်တော်မြောက်ကြီးအမှတ်3ကျွန်တော်နေပါတယ်ဝိဇောရယုံခန်းတဲ့ကိုကျောင်းဖုန်းကျောင်းရှိပါတယ်မမော့အိမ်ရှိမှာနေ့တိုင်းတန်ခါအပါ40နော်40ကျွန်တော်ဒီမှာနေ့တိုင်းကြွတကယ်အေးထိတ်ဆုံးကိုတော့စားပြီးတော့ ပါရပါရ ကတော့ဇွန်မှာဖရာစိတ်ထားတိုက်ရင်မြတ်တာနောက်ဆုံးကိုတော့ကြမှာပါတာလေးစွန့်ငယ်ပါဖရာ ဟောမမလူရသေးလို့လေ မဟုတ်ဘူးတကယ်ကခိုင်းမထိုင်ကိုတော့တပည့်အမျက်ကြွတယ် ထိုင်ကိုတော့ကြွ ထိုင်ကိုတော့တပတ်ကြွတယ် အဲ့ဒါထူတာ အခုမကြွတော့ဘူးငါပတ်စံချီလို့တဲ့ ဟောဟုတ်ပြီမဆန် ပတ်စံချီရလဲမပြောနဲ့အရှင်ဘုရားတပည့်တော်ရင်ဆွန့်ခံတော့ကြွနေတာပဲတပည့်တော်လည်းဖြန်းလန်းလည်းချဲကနန်းလေးပါလေးပေးပါအောင်ဆိုဟဲ့တကမင်းတို့ကသူတော်စင်တွေ့ဒါပဲမလုပ်နဲ့ချမ်းမာမဲအပေါက်ကတော့ဒီအပေါက်ပဲရှိတယ်ဘုရား တဲ့ပေါ့ ကဲမပေးတော့မှတပည့်တော်ထိတ်စီးလေးပေးပါဘုရားဆိုတော့ဟဲ့တကမင်းထိတ်စီးရရင်ကျေနပ်ပလားကျမဘုရားထိတ်စီးရရင်ကျေနပ်ပါကြီးဘုရားဆိုဟုတ်ပြီတဲ့မောင်မော့မင်းငါထိတ်စီးပေးမယ်တေခွင်းယူခဲ့ဆိုတော့ငါထွက်ပြေးတာပဲရတေခွင်းယူခဲ့ဆိုတော့ထွက်ပြေးတာပေါ့ဗျ ဘယ်လိုလုပ်များစင်းရင်ရေဘူးပေါင်းကြီးလိုဖြစ်နေမှာ အဲ့ဒါဟဲ့တကငါမို့လာစားမပြေးနဲ့လားမင်းငါစတာတကရဲ့လာစားနဲ့ဒီပတ်မင်းရမယ်လဲတလို့ကြည့်ထိုး ပါတယ်လေ ဒီပတ်ဒါ ငါ ဒါ နေ့ ဒါ ငါ ငါရှိလေငါနဲ့ငါအဲ့ဒါလည်းဆိုသုံးခွက်ပဲရှိ သုံးခွက်ငါနဲ့ငါပတ်လဲသုံးခွက်ပြီးပြီတော့မဟုတ်ဘူးတကရဲ့တဲ့တော်တော်တဲ့ငါတော့တင်ငါနှစ်စုံရှိလို့ရထားတယ်မင်းမကြောက်ဘူးလားကွာတစ်လုံးလဲနှလုံးလဲကဒုံးလဲမွဲတယ်ဆို လူတဲ့နေရာမှာတော့ လူ တ တဲ့ ကယ်လူတာပါ တကယ်လူတာပါ ကျွန်တော်လည်းလူတာပဲ မင်းကပါလေလူ ခီးထွက်ခံနေအမြဲလူတယ်ဒီနေ့ဒီလာရမယ်ဆိုတော့မနေ့ရတဲ့က မအေးကြွယ်ကြီးရောလူခဲ့သေးလား အဲရွယ်တော့မလူနိုင်ဘူးကွာသူကသူသဘောပေါက်တဲ့လူသူကသူလာပြီး လက်က ခံ ကြီးလူ သွား ခဲ့ဆိုတော့မအေးကြွယ်ကြီးနေလူခဲ့သလားလို့ မအဲရွယ်ဘလူးမလူမခံဘူးယောဂထူလို့အဲ့ဒါလာကနီးပဲခြေတော်ဘုရားပေါ်တက်ပြီးတော့ ဩ ဖျောင်းတိုင်၅တိုင် ဩလူခဲ့မိပူဇော်ခဲ့တာ မီးမှုတ်ပြီးခိုးလာတာ နင့်ကဘာမှလူလုံး ခိုးတာလူချင်းစိတ်နဲ့ခိုးတာမဟုတ်ပါဘူး အဲ ဖျောင်းတိုင်၅တိုင်ကိုအရေးကြိုးပလိုက်ပြီးတော့ အေးကြည့်ပြီးတော့ ဘာလို့ဖျောင်းတိုင်ကြီးလို့ပြီးတော့မှ ပြန်ပြီးတော့ပြန်ပူဇော်တာ သွားရောင်းစားတာ ဘာမှလူလုံး ရောင်းရတဲ့ပစံကြတော့ အ မှ လူကံဘုံထဲကိုထည့်တာ မွေးငါဝယ်စားတာမွေးငါစားပြီးတော့မှဘုရားပေါ်တဲပြီး၃ဘတ် ဩအာယုံပြုတ်လား ဖက်နှက်တွေလိုက်ခိုးတာ ဒီထားပြောက် တတိထား အလကားပြောတာပါဘုရားပေါ်မှာ၃ဘတ်အာယုံပြုတာ အဲ အာယုံပြုပြီးရှေ့ဘက်ပစ္စယံနေပြီးဆင်းလာ အဲ ခေါင်းသားနေဆင်းလာအလေပစ္စယံလည်းရောက်ကော အဲ ရေဥစဉ်လေးဗျာရိုင်းနေတာ အဲ ပြုတ်ရင်မဲ့လူမရှိဘူး ဩ စိတ်မကောင်းတာနဲ့ပဲ ပြည့်ပြင်ခဲ့တယ်ပေါ့ တွန်းလှည့်ပစ်ခဲ့တာ အသက်ပြန်ဆုံးမှာပေါ့ ဟုတ်တယ်လေနောက်လူလာလည်းပြင်မဲ့လူမှမရှိပဲနဲ့တွန်းလှည့်တာအေး လူ ရော ပြခဲ့ရတယ် ပြုတ်ပြစ် ရေတံဘူးတွေဒီလောက်ပေါ်နေတာကွာ လူနဲ့ပတ်သက်လို့ကောင်းဆန် ဘာလဲလို့ ပြောစမ်းမ တာရုဗျာ အခုလာကန်နီးပဲ လာကနီး ခွဲအကောင်တရား အဲ အမဲယုံနဲ့ဆန်နဲ့ အဲ ကြိုပြီးတော့ ဒီစမ်း ကျွေးပစ်ခဲ့ တွေးကြည့်ခဲ့ သာဓု သာဓုဗျာသာဓု တာလူ ဒါတို့ရမ်းမခေါ်နဲ့ ဘာဖြစ်လို့ လက်မစစ်ပဲဝင်စားလို့ရိုက်တတ်တာ69ကောင်သေးသွားတယ် ခွေးရလက်ဆဲတယ်ရှိတယ် ကိုကောင်းဆန်တို့ကို တကယ်သေးလား ကိုမတို့ ကျွေး ပြော ရလက်သေးတယ် ဘယ်မှာလက်ဆဲလို့ ကိုဟောခင်ဗျလက်သေးတယ်မဟုတ်လား ငါများခွေးလုံးလုံးလုံးလို့ ခွေးပြပြ တော်သေးတာပေါ့ငါခွေးလုံးလုံးလို့ခွေးပြားများဆိုတော့ကခွေးကြီးတွေတည်းကိုမောဒီလည်းသဘောကျတယ်ကိုမောတဲ့သဘောကျတယ်ကိုစိန်ရိုးလည်းသ
ဘောကြအားလုံးလူရှင်တော်တွေပြတ်တာကျွန်တော်ကပစုံစိတ်ကြီးကြီးရီလိုက်ချင် ဘယ်လိုကြီးရဟဲ့လားပစုံစိတ်ကြီးတာနဲ့မတူနေဆိုတာတောစီရကလေးရေနစ်နေတာတူပြီလေ အဆိုတော်တွေနာမည်ကြီးတွေ အများကြီးပါပဲ နော်ရီသားကိုမင်းနောင် အခုတော့ရှိတယ် ကိုမောင်ကြီးကိုတင်လိုက် အများကြီးပဲ ဒီဆိုတော်တွေဒီဘဝမှာအတန်ကောင်းတာ ဟုတ်တယ် ဘဝတော့အလှကောင်းခဲ့လို့ ဩလူပဲဘူး ဘ လို့ ဝတော့ကြည်စီတို့ခေါင်းလောင်းတို့ထိုးလှခဲ့လို့ လူပဲလို့ ရီသားတို့ဒီဘဝမှာအတန်ကောင်းတာ ဩ တို့ကြတော့ဟိုဘဝအလှမလို့ဒီဘဝမှာအရက်ကြီးရှိတာ ဘာလူ ဟိုဘဝကြံနေလှခဲ့လို့ဒီဘဝမှာအရက်ကြီးရှိနေတာ ဩဒါဖြင့်ကျန်တကာကြီးလို့များခေါ်ရင်စိတ်ဆိုးမလား မဆိုးပါဘူး ရိုးကျန်တကာကြီး ဗျာစုံမလား ထွေးတော့ အဲ့ဒါကြတော့ခမရလေဗျာဘာလို့ကျွန်တော်တို့ကြတော့တမျိုးကုသိုလ်ကမကောင်းဘူးဦးလေးရဲ့ ပြောသား ခုကျွန်တော်အရက်ရှင်နေရလေဟိုဘကကျွန်တော်ဟိုဘကတော့အလူကနည်းနည်းမှားသွားလို့ ပါရီလူခဲ့ ကျွန်တော်ပလွေသွားလှူလိုက်လို့ ဩပလွေတကာကြီးလို့ခေါ်ရင်သိစုံမလား ခမရမဆိုးပါဘူးဗျာ ယိုးပလွေတကာကြီး ပုတ်ကြဦးမလားယင် မဟုတ်ဘူး ရိုက်ခွဲပလိုက် မ ရှင် မဟုတ်ဘူးတဲ့မင်းပြင်ပါ မိုးရီငမော့ ဟုတ်ကဲ့ စိတ်ရိုးဘယ်တော့မှဟာမကြည့်တော့ပါ မကြည့်တတ်ဘူးမကြည့်တတ်ဘူး ကျွန်တော်တို့ဖိတ်ပါကျွန်တော်တို့လာပါမယ် လာတယ် မိုးရီတမိပေါတယောက်တော့ငမော့တမိပေါတယောက်တော့မိုးရီအဖေမရတော့သေသွားပြီ အော် သူ့မှာမောင်နှမ၄ယောက်ကြံခဲ့တယ် လေးရ ညီမလေးသုံးယောက်နဲ့ကျွန်တော်နဲ့နေတာ သူ့ညီမလေးတွေကဘောယူပြီးသားကိုမိုးရီရဲ့ရုပ်ရှင်မင်းနဲ့ဗီဒီယိုမင်းနဲ့အငိမ့်မကနဲ့ကျမတို့ရောင်းချတွင်းမယ် ဒီလို သူ့ညီမလေးတွေကဘောယူပြီးသားဆိုတော့အောက်တန်းသားအယောင်းကစလောက်တတ်တာအငယ်မလေးကပြောင်းမှုဖို့ရောင်းတယ်အလတ်မအာတာလွတ်ဖို့ရောင်းတယ်အကြီးမကစုံဖို့ရောင်းတာသူတို့အိမ်မှာဆိုင်းပုတ်ချွေးကြတယ်လေမိုးရီနဲ့ညီမများအဖို့အမျိုးမျိုးရနိုင်သည် ဈေးကတော့ဝက်ဝက်ကိုကွဲနေတာပဲလူတွေစီလိုက်တာအငယ်ဆုံးကောင်မလေးဆိုရင်တက်ကတုံမှာဘွဲပေါက်ပြီးပြီဆိုဟောဘွဲရ ဝဲရပြီးပြီဝဲရပြီးပြီ ဘွဲရပြီးပြီဆို ဘုရားလေးရှောင်းမပြောနဲ့အကုန်လုံးဘိုးတော်အောင်ဂုံပို့ပြလိုက်မယ်နော်တကယ်ပါ ကဲလို့ သူများသာပြောနေတာကဲတန်တာလေးလက်ပဲýတော်ဦးလို့ တ ဗျာ နာလေးလေးပြလိုက်အောင်ဟုတ်တယ်စကားကြောရှိတော့ရွှေပွဲနေရလဲမုံမှလည်းဆိုးရသေးတယ်ဗျတိုတိုလေးနဲ့ထိမှကောင်းတာကို တို့တို့နဲ့ဒီမှာလူကော ဟုတ် င်းပေါ့ ကဲ့ လူကောင်းများဘာလို့လဲမိုးလုံလေလုံဆိုင်ုံမှာကရတာလေ မိုးကြီးတို့တို့ ကျယ်မြင်လာမြင် တော်တော်နဲ့ထိမှကောင်းတယ်ဆို ခရောရုပ်ကလေးပေါ်ထုတ်ဗျာ တခုံမနဲ့ဒီရှေ့ကြီးတဲ့အာနာပါလေကျွန်တော်လည်းတန်းတယ်မြရှေ့တိုးပေးပါမယ်နော်သူကရှေ့သိမ့်တက်တဲ့ခါကျတော့ဒီလိုကြီးမော့ကြီး မော်ကြီးတော့ဟုတ်တယ် အိမ်ပြန်ရင်ဒီလိုပြန်သွား အာမဘွားထင်မြင်မင်းနဲ့ရှင်းဆုံးကပိဋကပထမရန်ပိဋက ပထမတဲ့ ကိုနောင်နာဒုတိယရန်ပိဋကကိုနောင်နာတတိယရန်ပိဋကကိုနောက်ဆုံးကသရုထပိဋကမတ္တယကြည်တာပြေသမပိဋက ဘာဖြစ်လို့ ဒီစမဆိုတော့ငါပေးတာ မဟုတ်ဘူးမမြင်ရတော့ပြင်စမပြီးကြည့်နေရတယ် ကဲလို့ ကဲတန်တာလင်းလေးတောင်းပေးကြအောင်လို့ရဲ့ မြောက်ရပြီတဲ့ တန်တာလေးဆိုတာသူပါပဲလို့လူတကာဆွဲအောင်ဝဲလို့လိုက်ရပါတော့မယ်ကဲတို့ရဲ့တိုင်းကျော်မိတဲ့ဝိုင်းတော်ကြီးဆရာကြီးအားထားတဲ့ကများများကမယ်ကဲမဟာရစဗျာ စိတ်စီတင်နဲ့မူရရာလေးကွေးအောင်ကားပြရင်လာပါစေစုလက်ခါနာဘဝစင်မြောက်စားချီမြင့်ချင်းမြင့်မတရှင်ဘုံရောက်ထိန်လက်ကုန်းမောင်အိမ်မက်
ပြောက်ွယ်ကြမယ်စင်ချီ ဒါကြောင့်မို့ညိတ်တယ်မြစ်တယ်လို့မိတ်သက်ခဲ့စေနာကိုပဲလေးလာပါဒါကြောင့်မို့ညိတ်တယ်မြစ်တယ်လို့မိတ်သက်ခဲ့စေနာကိုပဲလေးလာပါ သမီးကတော့ခေါ်ရစီကျူရောင်းနေရှင်အငိမ့်ပညာများကိုရီအငိမ့်သမီးပညာရဲ့များတစ်ခေတ်ဆန်းပြီးထွန်းတော်လာအောင်ကျိုးသားနှစ်တင်ရမှာကတဏ္ဍာလင်းတို့လိုမျိုးဆက်ပန်းကြီးတောင်းမှာလို့ဟုတ်ကဲ့ရှင်ဒါကြောင့်အငိမ့်ပညာများ ဒီတော့ ထုံးလာတော့မယ်စီ ဟုတ်လားတဏ္ဍာလဲလားဟဲ့ရွှေစိတ်ကိုသူရှင်လေးလား 来了， ဟာနာအမလေးအမအမလေးဗျာ 好，对的，慢慢呗， တိတ်ရောသွားမော်နေသူကသူနေပါစေ 不老别笑， ပို့ချင်းမျိုးလေ 哎， အဲ့ဒါပြောတာ 好嘞， အဲ့ဒါလေ 来了嘞， ဟုတ်ကြ 好，不用听听。 ဟာဘေမင်းအောင်ဆွေတဲ့တန်တန်လေးတို့မောင်နှမတွေသိချင်းပေါက်နေတာလားရုပ်ကလေးလိုပါလားဟဲ့ရုပ်ကတော့လူလိုတဲ့လူကတော့ရုပ်လိုတဲ့တန်တန်လေးလက်ကလေးတွေပါလိုက်တာလာသားမင်းအောင်တွေကဆန်းဝိုင်းမဟုတ်တော့တဲ့ဒီပုဂ္ဂိုလ်ဆန်းဝိုင်းတဲ့ဘယ်ထားပြီးတော့ရေလေတိတ်လေးခန္ဓာမှာစိတ်ပြောင်းလဲတဲ့ဝေမှာတို့လို့ဟာဘေ 其实，都还那都干把门内部了。 သူ့အနေနဲ့သူကမပါလို့မင်းနဲ့ရွယ်လာချိန်နေရမှာ သူကလည်းကပ်ပါမှာပေါ့ညစ်ပါလေ အဲမိဘများနဲ့ခါခွင့်တင်တော့စကားပြောခြင်းနဲ့တဲကုန်းရွှေမြို့တော့မရောက်တာလဲကြာပြီအော်အုပ်တော်တို့ဆိုတာဒီနေရာကခဲ့ဘူးတဲ့နေရာတွေအဲ့တော့စကားနဲ့ပြောချင်တာတခြားတော့မဟုတ်ဘူးပရိသတ်ကများပြားတယ်ဆရာတော်ဘုရားကြီးရဲ့တကူကြောင့်ယနေ့ရတော့ဘာတွေကမလဲတဲ့ဟာနောက်ပိုင်းကျတော့ဟာကိုတင်လိုက်တို့ဟာကျွန်တော်တို့ ဘာ အ ဆို ဆိုး ကြပါကဲကောင်းကြီးနောက်မှတတိရှိတယ်သူကသူလား ပြောပြသေးဦးပြောပြသေးဦး တို့အောင်ဖဲ ဖဲသမောင်ငါဖဲတယ်လေ ဖဲကမှာအေးစေး ငါပြောနေတယ် မလည်းအော်ဒီလိုပါနောက်မှစီစဉ်လေးကျွန်တော်အငင်ကားပြီးလို့ရှိရင်နောက်မှဆိုမဲ့သူအစီအစဉ်တွေအများကြီးရှိပါသေးတယ်ဘာမှမတဝါကြီးအပါတရဒီလိုဆုံစည်းဖို့ဆိုတာလည်းမလွယ်ဘူးနော်ဆရာတော်ဘုရားကြီးရဲ့ဖုန်းတကုတ်ကြောင့်အခုလိုလာပြီးဆုံးသွားဘုန်းတော်က အဲ့ ဒီ ဒါ တော့ နင်းပြောမှမဟုတ်ဘူးဆရာရမယ်ဆိုတော့လည်းပြောပါပြီ ဒီ ငါတော့နှခမ်းမွေးနော် ဘယ်ရနှစ်ယောက်ကြာဗျာများနေရံပိုင်ဆိုးကြောင့်မပြောပါနဲ့ဘာတွေလျှောက်ပြောနှစ်ယောက်ကြာဗျာများနေရံပိုင်ဆိုးကြောင့်မပြောနဲ့သူကနော်မလုံနဲ့မှခင်ဗျာ နဲပေတော့မယ်နော်မင်းနှခမ်းမွေးနော်မင်း သိကျင်တတ်တာမဟုတ်ဘူးနော်ရံပိုင်ဆိုးကျင်တတ်တာမဟုတ်ဘူးနော်ခါရမဟုတ်ဘူးတသိချင်းဆိုတာဝေး
ဟာမဟုတ်ဘူးဗျာဟာမကောင်းဆိုးဝါးများဝင်နေသလားရံပိုင်ဆိုး ဒါသူတတ်တဲ့ပညာနဲ့တွားသူဆော်သွားတာ ပညာ तू လောက်တာတော့လောက်ဘောဟာဝယ်လို့ အခုငါပြောနေတယ်အခု ဝယ် ငါ လည်း ပြော ဖဲ့ နေ သွားလိုက်သေးတယ် तू ဟာမဒီဘူး တစ်ဖက်တယ်နင်းလည်းပဲဆိုလို့အားမလို့အားမရဖြစ်နေပါလား ချက်ကြီးမြက် ဟာနော်မင်း ချက်ကြီးမျက်စိပါထွက်သွားမယ်နော်လက်ကြချမနဲ့ပါမထားနိုင်မဖြစ်သွားမင်းဟာမင်းငါဟာငါမှာနော်မင်းစိတ်ကထောင်းဆိုဖင်ကဟောင်းနေနေတာစိတ်ကထိဆိုဖင်ကပြစ်ကနေနေတာမင်းမျက်နှာစုပ်တော့မယ်နော်မင်းဖျောက်မင်းအခုစုပ်မလားမနှက်ဖငါမှစုပ်မလား အစင်ပြေရကစုံမယ်အမေရှင်နေလို့ကောင်းမယ်ငါလာမတင်နဲ့နော် ငါနှလုံးတင်ငါနှလုံးတင်မှာနှလုံးတင်ငါတပြုံလုံးတင်မှာနော် မင်းငါလာပြောချင်လို့ကလည်းထိုင်သွားပြီလား ညနေရီကငါတနုပြူအကိုစိုးသိန်းကိုငါပြောထားတယ်ဟိုကတည်းကအပီးလောက်ခဲ့ဆိုတာကဲဒီရောက်တော့ပုံးစီလိုက်ရတော့ငတ်ကုန်ရောမူ ကဲငါကလည်းတိုင်းငါပြောချင်လား အကုန်ငတ်ကုန်ဟာ ပြောချင်ငါကလည်းတိုင်းလုံးယူကလည်းတိုင်းလုံးယူပြီ ပြောယူလိုက်ကလို့တနုပြူကိုစိုးသိန်းကိုပြောတယ်ဟိုမားရီကအစင်းနဲ့ကိုကကိုလှုပ်လာခဲ့ကြတော့သမင်းတန်းစားလိုက်ရတော့ဘာမှမလုပ်ပါခါတဲ့ပြက်ဆရာတော်ကလည်းရောက်တာနဲ့တခါတဲ့ဒါသမင်းစားအာစိတ်ထားဆရာကောင်းပါ ဒီမဲ့ကလည်းထိုင်မရှိဘူး ကလို့ပြအဲ့ဒါဘာလို့လာလဲအဲ့ဒါ ကလည်းတိုင်းမရှိလို့ဒီမှာကလည်းရှည်ယူလာ အဲ့ဒါဘာလို့လို့ အဲ့ဘက်ကမောထားဒီဘက်ကအိုးထိုင်အော်ပြောမယ်မောထောက် ခင်ဗျားပြောတာကိုကျွန်တော်ကထောက်ခံမှာဩကျွန်တော်ထောက်ခံမှာ ထောက်ခံ အမလီလာပါဗျာအမလီလာပါဟဲ့ကဲ ညနေတာဖြစ်အောင်ပိဿက်ကလည်းများတယ် ဟုတ်တယ် အဲ့တော့ပိဿက်ကြီးရဲ့ကျင်းကြတော့ဖြစ်ဘာတွေကမလဲဘာတွေတစ်ဆက်မလဲတဲ့ဟာတဏှာလေးကတာနောက်ကမိဘများကြီးလိုက်ပါ ထောက်ခံနေအမလီထောက်ခံနေပဆက်ထောက်ခံနေ ဘယ်သူလဲကွာ ဟဲ့ ဘယ်သူလဲကွာ ပဆက်ထောက်ခံနေ မထပါနဲ့ ငါအေးဝါရင်မရဘူးဟုတ်ပြောခင်ဗျာကျွန်တော်ကတော်သားရိုးပဲခင်ဗျာအေးဝါလို့ကတော့မရဘူးနော် မဟုတ်ဘူးအဲ့ဒီဘက်ကထတော့ဒီမဲ့တစ်ဖက်လူဒီမဲ့ဖေးမခံနိုင်ဘူး ဖေမခံနိုင်ကြလို့ကြင်ယူရမှာပေါ့ဒါတော့ဟုတ်တယ်ခင်ဗျာဗါလဲ အဲ့ဘက်ကမထနဲ့မထနဲ့ဒီဘက်လူကကောက်တိတိကောက်ဖြစ်တယ်ဒါအလုတ်ဇောနဲ့ဆိုတော့ဒါဖြစ်တတ်တဲ့သဘာဝအဲ့ဒီတော့မိဘများဟာနောက်ကဆိုတော့ ထောက်ခံနေမကူနဲ့ထောက်ခံနေပဆက်ထောက်ခံနေအဲ့ဒါကြတော့ သဘောပေါက်တယ်နားလေတယ်ဒါလူရှင်တော်ချင်းတမေတက်တာဖိတဲ့သဘောမှရှိတယ် ဖိတာမဟုတ်ပါဘူး ဖိတာတော့ရပါတယ်ကိုယ်လဲပေါ့ဒီတခါဗျာ ဟမ် အော် ဗါလဲ ဟုတ်ကဲ့အော် ဗါလဲအော်အင်းဘာတော့ ဟိုမဲ့ပြောနေတယ် ဘာပြော ဟိုနှခမ်းမွေးနဲ့အတော်ကြီးက နှခမ်းမွေးနဲ့အတော်ကြီးနှခမ်းမွေးနဲ့ကနစ်လင်နော်နေငါနဲ့ညာလို့တော့9ရက်ကြက်ကြောင်တန်းကြမှာမဟုတ်ဘူးနော်လို့နော်ဒါနှခမ်းမွေးမဟုတ်ဘူးမှတ်တာနော် ဘာလဲ အဲ့တခမ်းမွေး နှခမ်းမွေးရ တခမ်းနဲ့ပေါက်လို့တခမ်းမွေး နှခမ်းမွေးရပဲမပေါ့ အဲ့လေနှခမ်းမွေးဘယ်နေရာပေါက်တယ်ဆိုတော့အိမ်ပြန်ရောက်တော့မှနေမိမနေမေးကြည့်ပေါ့ ငါမမိုးဒီမေ့ကြည့်အောင်မယ် ကဲလို့ ဟိုမဲ့အတော်နှခမ်းမွေးနဲ့ဦးလေးရဲ့နောက်ကအတော်ရက်ပြောနေ ဘာပြောလဲ ကိုမောပြောပါတယ်ကိုမောပြောတာအာရှင်းတဲ့သဘောင်ပဲ့တယ်တဲ့ ကျွန်တော်ပြောရမယ် ကိုမောကပြောကိုကထောက်ခံပါတဲ့ဟုတ်တယ်မလားအတော်ရဲ့ဟုတ်ပါတယ်ငါတူရဲ့ ဟေးငါမပြောချင်ရင်ထောက်ခံနဲ့ငါပြောမြင်ထောက်မခံနဲ့ ဘာဖြစ် ငါအိမ်မက်တွေမကောင်းဘူးဒီဘက်ကိုကြာလို့လေ အိမ်မက်တွေမကောင်းဘူး အိမ်မက်ဆိုတာမှသွေးလေး၆ချလို့မက်တာဘာပြူ ဘာဖြစ်လား ဘာပြူ ကဲလို့ ကိုလေကို အဲ့လိုပါမျိုးမယ်ဆရာတော်ဖျားရဲ့ဖုံးတကူကြောက်အခုလိုလားပြီးရှေ့ဘောကရေစက်ပေါ့ တွားကျိုး ရေစက်ဆိုတာလည်းတောင်းတောင်းကမလွယ်ဘူးမိဖများကြီးဟုတ်တယ်မို့လားဘာဖြစ်လို့ကျွန်တော်ဒီလိုပြောနေရလဲဆိုတော့ဥပမာပရစေနာတဲ့စေနာသုံးတန်ပြန်ထမ်းပြီးလူတန်းနဲ့ဒါနာပွဲကြီး မှန်ပါတယ်ခင်ဗျာ နော်ဒီလိုပွဲကြီးလုံးမှာမိဖများနဲ့ဆုံးရတယ်ဆိုတာဟိုဘွားကညီကိုမောင်နှမရွှေမျိုးသားချင်းနေတော်ရင်တော်ခဲ့ဘူးမယ်အဲ့ဒါကြောင့်ဒီဘွားမှာလာပြီးတော့ဆုံစည်းရတာပေါ့မိဖများရဲ့နော်ကျွန်တော်တို့များအပျော်များလွန်သွားရင်လည်းခွင့်ဘာတော့ ဒီလက်ကဘာလို့ထောက်ရတာလဲ အဲ့မထောက်ဒီဘက်ကြမှာငါသိတယ်ဒီဘက်ကြမှာ လက်မထောက်နဲ့လက်ထောက်ပြီးပြောတော့ပရိသတ်ဘာပြောမလဲ ဘာ ဟာတို့ကိုမောကွာပရိသတ်ကိုမလေးစားဘူးလက်ကြီးထောက်ပြီးတော့ပြောတယ်မပြောဘူးလားမပြောဘူးလား လေးစားလို့9နာရီထိုးရဒီနောက်မှလာအိတ်နေတာနော်လေးစားတော့ဟာကြီးလို့ဒီနောက်မှလာပြီးတော့မှု့နေတာနော် ကဲလက်မထောက်နဲ့ မတကမတော့ လေးစားမှုရှိသမ်း ရှိလေးစားတယ်လေးစားတယ် လက်မထောက်မှာဟုတ် အဲ့ဒါ ပါ ပေါ့ ဘူး ဥပမာရဲ့နော်ဗျာရက်ကလည်းတွေ့ရတာလည်းတိုးတယ်ဒီနေ့ပဲနှုတ်ဆက်နော်ဗျာဒီနေ့ပဲမိတ်ဆက်ဆိုသလိုဖြစ်နေတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့တော့နော်ဗျာအမားလေးများပိုင်ခွင့်လို့ပါလို့အနုညွန့်တောင်းပန်ပါတယ်အစင်မသိလို့စင်မြင့်ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီကနေတောင်းပန်ပါတယ်အားလုံးမကျွန်တော်တောင်းပန်ပါတယ်နော်အဲ့ဒါကကျွန်တော်တို့လည်းကျွန်တော်တို့ရွာကျွန်တော်ပြန်ပါအောင်မယ်ဆရာတော်ဘုရားကြီးကိုဒီမှာဖူးရတာကိုကျွန်တော်တို့မအားမရပါဘူးဗျာ
ဆရာတော်ဘုရားကြီးကိုပို့ရတာအားမရပါဘူးတကယ်ပါဘာလို့ပါဘယ်နဲ့လွန်ထိုး တေချာထိုင်သားမှာတေချာထိုင်သားမှာ ခိုင်မပြောချင်တာ ခန်းခန်းနာနာပြောချင်လား ခန့်ခန့်ညာညာ ပြောချင်ငါကလည်းတိုင်းတစ်လုံးယူပြီ လို့စမ်းပါလို့စမ်းပါ ညီလေးရဲ့ညီလေးတို့ကလည်းတစ်လုံးယူခဲ့သားကွာဟုတ်ကဲ့အခုလောင်း ဟာကိုကလပန်ကိုထိုးကိုဖဲကိုချိုးတဲ့လူပဲနော်သူလဲ ခန်းခန်းနာနာထဲထဲဝါဝါနဲ့ပေးသက်ကများနေတာကိုအားပေးတာဟုတ်တေချာထိုင်ပြောသားမှာမော့ရဲ့အဲ့တခုတော့ရှိတယ်နော်ပြောတဲ့ဆိုတဲ့နေရာမှာမင်းအရင်ပြောမလားဟမ်ငါအရင်ပြောရမယ်မင်းမပြောငါပဲပြောဘယ်သူအရင်ပြောမလဲပြော ရပါတယ်ကိုစကားပြောဆိုနေမှာခင်ဗျားပဲပြောကျွန်တော်ရဘလူးပြောပြောတယ်ဆိုရင်မှရင်းနေရပါဖို့တော့အရေးကြီးတာရင်းနေရပါဖို့တော့အရေးကြီးတာပေါ့ဗျာ မင်းပဲပြောငါပဲပြောဘလောက်ပဲရှင်နေကပါသူဆိုတာဗဇက်ကနှုတ်ချော်ဖို့အရေးကြီးတယ်အဲ့ဒီဗဇက်ကနှုတ်ချော်ဖို့အရေးကြီးတယ်မချာချီးပုံတက်နင်းလာတာ ဘယ်တော့ပဲရင်းနေရပါဘယ်တော့ပဲနှုတ်ကချိုးလူဆိုတာသူများနှာခေါင်းပေါက်နဲ့အသက်မရှိနဲ့သူများနှာခေါင်းပေါက်နဲ့အသက်မရှိနဲ့ ဘလောက်ပဲသူများနဲ့ခေါင်းပေါင်းနဲ့အသက်ရှူလူဆိုတာမျက်လုံးနှလုံးကအမြင်ကျဖို့လိုတယ်ဟာဒီမျက်လုံးကအမြင်ကျဖို့လိုတယ်မထကန်းသွားမယ် ဘယ်တော့ပဲမျက်လုံးကအမြင်ကျဲလူဆိုတာနားလည်မှုရှိရတယ်နားလည်မှုရှိရတယ်မှတ်ထားနားလည်မှုရှိရတယ် ဘလောက်ပဲနားလည်မှုရှိသူများမျက်ခုံးဝဲပေါ်မှာဈဉ္ညာမလျှောက်နဲ့ဈဉ္ညာမလျှောက်ချင်နဲ့ဈဉ္ညာမလျှောက်ချင်နဲ့ ဘယ်တော့ပဲသူများမျက်ခုံးဝဲဈဉ္ညာကရှောက်လူဆိုတာနဘူးရဲ့ဒူးရဲ့ကြည့်သိတယ်နဘူးရဲ့ဒူးရဲ့ကြည့်သိတယ် ဘလောက်ပဲနဖူးရဲ့သူရဲ့ကြီးလူဆိုတာပါဏမှုရှိရတယ်ပါဏမှုရှိရတယ် ဘယ်တော့ပဲပန်းနာမှုကရှိလူဆိုတာပခုံးတစ်ဖက်ကြားခေါင်းပေါက်တာမှတ်ပါလားပခုံးတစ်ဖက်ကြားခေါင်းပေါက်တာ ဘလောက်ပဲပခုံးနဲ့ပတ်ကြခေါင်း ရသေးတယ်ညံသေးတယ်မလုပ်နဲ့လုံနေစားရင်အပင့်ရှင်တောင်းအညာမစွတ်နဲ့အညာနာတယ် ခေါင်းမိလည်းမပါ မလေးဘောင်းမီပါတဲ့အသားရောင်ဘဲဥတစိမ့်နော်တစ်ထဲဝတ်ထားတာ ဘလောက်ပဲပခုံးနဲ့ပတ်ကြခေါင်းပေါက်ပဲ ဟာလေ ဘလောက်တော့ပခုံးနဲ့ပတ်ကြဟာမော်ကိုမပတ်စံထောင်းတာတပြဘယ်လိုမဆန်လဲ အဲ့ဒါကဆရာတော်ဆူချတော့မှကြာငဲ့လား ခေါင်းမို့တို့ထဲခေါင်းမို့တို့ထဲ ဟဲ့ကောင်ဘယ်လိုဖြစ်တာလဲ မိုးဒီဆိုရဲဆမ်းပါ ခဏစကားပြောနေဘာဖြစ်တာလဲပြောတဲ့ ဆမ်းပါကိုမိုးဒီအဲ့ဆမ်းပါ အေးတဲ့ငါပြောနားမထောင်လားခိုင်တော့နားထောင်လား တဝေချင်းဖိုက်ပလိုက်တွေ့ဆမ်းပါ နေသားမှာငါပြောရတော့ ကျွန်တော်မိမဆုံသင်းပါတော့မှလေကျွန်တော်ကောင်းမကင်ဘူး မိမဆိုငါသိပါလေထားသမှာပြော ကျွန်တော်ဆုံသင်းပါဘူး ဘာဖြစ်တာလဲပြောဘာကဲပြည့်ဆက် မိုးဒီစဉ်းစားကြည့်မော်ရင်မင်းရင်ပြောမလားကျွန်တော်ပြောတာမင်းရင်ပြောမလားငါရင်ပြောရမလားမင်းမပြောငါပြောဘယ်လိုပြောရင်ပြောလို့ကျွန်တော်တော့ပြောတယ်ကျွန်တော်ဒီလိုပြောတယ် နေအဲ့လိုပြော အဲ့လိုပြောတယ် အဲ့လိုပြောမင်းမှန်တာဗော ဘာတွေဆိုမှန်ဘူးမတိပါမတိနဲ့ဟိုကထွက်လာပြီးတော့ကျွန်တော်ပြောတာပဲသူပဲပြောကျွန်တော်ပဲပြောသူပဲပြောတယ်ဆိုနေမှာရင်ထဲကပါဖို့အရေးကြီးတယ်ဟုတ်ရင်ထဲကပါဖို့အရေးကြီးတယ်ဒါပြောတာ ဘလူပဲပြောရင်ထဲကပါဖို့ရေးကြီးတော်ပြီ အဲ့ဒီရင်ထဲက တော်ပြီ အရင်ထဲကပါဖို့ ရင်ထဲကပါဖို့ရေးကြီးတယ်ဓမ္မနဲ့လေ ဘာရုပ်စုံငန်းနေ ဟာလေဟာ ဘလောက်ပဲရှင်နေကပါလူဆိုတာဗဇက်ကနှုတ်ထောအရေးကြီးတယ် အဲ့ဒါလည်းဟုတ်တာပဲ ဘာတွေဆောက်ပြောနေတာလဲဘယ်တော့ပဲရင်ထဲကပါဘယ်တော့ပဲနှုတ်ကချိုးလူဆိုတာနားလည်မှုရှိတယ်နားလည်မှုရှိ အ တယ် တိုးပါလားဘယ်တော့လဲအား
လို့ကျန်တယ်ပြောပါရ ဆရာတော်ဘုရားဆဲတယ်ဗျာ ပြောပါရဒါရ မလုပ်နဲ့နော် လုံးတယ်တော့မပြောတော့ဘူးကွာလုံးတယ်ကွာ ဘာလို့လာမလုပ်နဲ့ဟောဒါမျိုးလာမလုပ်နဲ့ ငါလာလေလုပ် မင်းကမဖြစ် အာဆရာကျွန်တော်ပြန်ဆိုပြန်မယ် ဘာပြန်လို့ပြန်မလဲ ကျွန်တော် မင်းအလုတ်ပြင်မှာဘာပြန်မလဲ အာဆရာကျွန်တော် မမောကမင်းနဲ့ငယ်တယ် ကုန်းချောင်းလျှောက်ပြန် ကိုကြည်လေးပဲ ဟမ် ချော့ပြောပါမင်းကလူကြီးပြီးတော့မင်းကဒေါသဟုတ်ဟာနေရာကလေးမင်းကဒေါသသုံးတယ်မင်းငါအဲ့ဒါတွေမကြက်တာမင်းမေလို့တယ်မမောကကိုတူကိုညီ ကိုစရိုးဘလို့ ကိုတူရယ်ကိုညီရယ်လေ ဟုတ်တယ် तू ကဘယ်လောက်စိတ်ဆိုးလို့ကိုကတောင်းပါညီလေးရဲ့ဘာညာတောင်းပါပါမင်းကဒေါသတွေပါပြောဟဲ့ဟဲ့ဟုတ်ပါမင်းကနေရာကလေးဒေါသသုံးလို့မင်းငါအဲ့ဒါတွေမကြက်တာမင်းမေလို့တယ် ကိုစရိုးဘလို့ မမောကချော့ပြောလို့ပြောတာမင်းကလူကြီးမင်းကဟုတ်ကတပြူပြတဲ့နေရာကလေးမှာမင်းအဲ့ဒါတွေမင်း မင်းလို့တော်လေးတော့3လက်1လက်စားလို့ဒါတော့အကောက်ရှုံးသေးတယ် ဘာဖြစ်လာလဲဗျာဘလို့ဖြစ်လာလဲဆရာတော်ဘုရားပွဲကိုလာကြတယ်ပြောပါပြေးတဲ့ချင်းနဲ့စုံတော့ဒါစုံခဲတယ်ဘလို့ဖြစ်လို့လူကြီးတဲ့စင်မော်တဲ့ရန်ဖြစ် ငါစိတ်ရှည်လာရင်မလွယ်ဘူး စိတ်တော်လာရင်မလွယ်ဘူး တိုးလာရင်မလွယ်ဘူး ဘာလဲတော်ပြီသွားပုံသားတိုင်းတော့မင်းသမီးကမတော့ မသိမဘူးကိုမင်းကသွားသိကိုကပြက်လုံးပြက်ပြီးမင်းကတောက်တော့မရခိုင်းဖို့ခေါ်လာတာမင်းသွားသိ ဟုတ်တယ်လို့လား ဒီလိုပဲ ရပါတယ်အကောင်းဆံကိုပညာစမ်းတာ ကောင်းဆံဝါသနာပါလို့လူရှင်တော်ကတာပါအရင်တော့ကမျက်လက်ဆရာလူတွေကိုမျက်လက်ပြရင်ကိုယ်တိုင်မျက်စိလေသွားတဲ့ကောင်အဲ့တော့ကျွန်တော်မျက်လက်ပညာနဲ့ဒီခုံကိုဘသူမှမထိရမကန်ရပဲနဲ့အလိုလိုထဲရောက်သွား ရှိစားပြောတော့မယုံဘူး မစားပါဘူး ကလေးပေါ့ မယုံဘူးလား မယုံ လက်တွေ့ပြမယ်ကြွားစားကျွန်တော်အင်္ဂလန်ဘင်တယ်လေးပါလားဟေး ဟုတ်တယ်ဆရာဒီနေရာပဲ မနှောက်ရှက်ပါနဲ့မလွတ်သေးတာ ဩမလွတ်သေး ခုံ တာ ကိုလွတ်လာရင်ပြေးတတ်တဲ့ထွက်သွားရင်ခိုင်းမိကုန်ခါနာဖို့ကောင်းတယ်နော်အခုဘုမနည်းနည်းတော့ကူညီပါ ဘာလို့ လမ်းကြောင်းလေးနည်းနည်းလွှဲပေးလိုက် တို့ကူညီလိုက်ပါကိုမောင်ရဲ့ မင်းငါမထားဘူးနော် မထားရအလိုလိုရောက်သွားဟဲ့ဟောဟေး ဟာဒီနေရာ ကော်စောနဲ့ညှိနေလို့နည်းနည်းလေးမှထားလိုက် နည်းနည်းမပေးရမယ် နည်းနည်းလေးမှ မင်းငါမထားဘူးနော် မထားအောင်ဟဲ့ဟောဟေးဘယ်ပဲခြေတော်လေးတလန်းတိုးလိုက် ငါမထားဘူးနော် မထားဟဲ့ဟေးညာဘက်ခြေတော်လေးတလန်းတိုး ညာဘက်ခရီးလမ်း ညာဘက်ကလေး ငါမထားဘူးနော် မထားဘယ်ဘက်ခြေတော်လေးတလန်းထပ် တော်တော့ငါသွားထားတော့ အစိုးရထားလိုက်ပြီးပြဿနာ ဟိုမှာနေရွက်ဘာဖြစ်လာလဲမရှိလို့ကြပါဘူးနေရွက်မှာလည်းပတ်တီးနဲ့ တရဝါနဲ့လက်နဲ့မမြ ဟုတ်ပါဘူးနေရွက်ကလေးကိုချီမာလေးနဲ့ညှရထားပါပြီးပါများရဲ့နင်ငါ့ကိုအမှုမကြီးကြီးအောင်နင်လုပ်နေတယ်ဟလား ပြောစမ်းပါ ဟမ်သေးတဲ့အမှုငယ်အောင်ငယ်တဲ့အမှုပပြောက်အောင်လုပ်မယ်လို့နင်စိတ်မကူငယ်တဲ့အမှုကိုနင်ကုလတမကရောက်အောင်နင်လုပ်နေရတာဟလားဟမ် အာမူကြီးအောင်လို့ပါ ဒီနေရွက်ကလေးချီမာလေးနဲ့ညှရထားမှာအမှုရဲရဲဆက်ဆက်လုပ်ပါကြ ဆရာဝန်သွားပြတယ်ဆရာဝန်ကပေါက်သွားတာမဟုတ်ဘူးတဲ့တွင်းကြီးကြီးသွားတာ အတွင်းကြီးကြီးသွားတာ ဟုတ်တယ်အတွင်းကြီးကြီးသွားတာဆရာရဲ့လို့လည်းဆေးထည့်လို့ရမှာဆိုအတွင်းကြီးကြီးတာဆေးထည့်လို့မရဘူးတဲ့ဓာတ်ဆာစားမှပျောက်တာတဲ့ ဓာတ်စာစားရင်စားရင်နင်ဘာစားမလဲဘာစားမလဲဟမ် ဟာဟိုဟာ အေးတော့မလားကိုမင်းမချွင်လူတာဘာဖာလူတာ ဖာလူတာများမိမ့်မရွှင်လူတာလို့ ဖာလူတာနောက်ပြီးဟို နင်မိမ့်မကြီးမိမ့်မရွှင်လူတာပါ ဟိုစပတ်ကလေးတော့မလားဒီ ကလေးတစ်ခါလေးပြော နင်နှ ပါ ကမ်းမိုးနဲ့ရှာနဲ့လုံးနေတယ်ဟဲ့ကောင် စပတ် မင်းဘာလို့ စပတ်ကလေး ပြအောင်ပြော စပတ်ကလေးအဲ့ဒါတော့ ပြအောင်မပြောဘူးနှကမ်းမိုးနဲ့ရှာနဲ့လုံးနေတယ် အဲ့လိုကရင်ဆော်တာကြိုက်လား ဘလူဆော်တာမှမကြိုက်ဘူးဘယ်ကင်းကိုသွားဆော်ခိုင်းအောင်လို့ အဲ့ဒါအသေးလေးအေးတော့မိခဲရှာလည်းပိုင် ဘာမင်းကရှာသပိုင် အုံတော့ဆောင်တာရက်မလား ဟာ ဘာလို့အီကြကွေးချောပတ်တော့အဲ့ဒါ ဆောမျိုးစုံစားဘူးလေဘာကြီးဘယ်ကနေရတာမှမသိ ကြောက်ကြော ဟာကြောက်ကြော ကြောက်ကြောစားဆေးကလေးမဆေးကလေးမမစားမဆေးတဲ့ကလေးမ မစင်းတဲ့ကလမမင်းအမေသွား ခေါက်ဆွကြောပန်းသေးပန်းသေး နမေမရှိနမမရှိနင်းကနေပန်းသေးနင်းသာပန်းသေး တဲ့ခေါက်ဆွဲကြော မစား အစိမ်းကြော မစား ကုန်းပေါင်းကြီးကြော မစား ကုန်းပတ်ကြီးကြော
ကုန်းပေါင်ကနေဘယ်နဲ့ကုန်းဘတ်ရောက် ကုန်းပေါင်ကုန်းတော့ကုန်းဘတ်တွေဖြုတ်ကြော်တာ ဟာ အသားများများနဲ့ကပတ်ကြော် ကပတ်ကြောမစားဘူး စားစမိုင်းသားကြော် ဟာဘယ်ကပတ်ကနေစားသမိုင်းတာကူးသွား က တာ ပတ်တောင်ကြော်သေးတာစားစမိုင်းသားလဲကြော်ကြော် တော်ပြီ ဘဲဥ သူပြောတယ်ဘာငါဘာစားရင် ဘဲဥကွန်နဲ့ခွေးလက်ဆံမွေး အမလေး အနုဒူကောင်းကိုစွတ်ပြုတ်တော့မလား မင်းပတ်စံအကုန်ကြများနေမယ်အလကားရတယ်မင်းလျှောက်ပြောစမ်း ဒီမှာမရှိတဲ့ခုတ်မပေါ်ပါတဲ့ခုံပနတ်ပေါ်စားပုံပြီးတော့မကြီးကြီးစိမ့်လေးတို့စားမလား ဒီကမှာတော့မအောင်ရွှေကြနေဟုတ်စိတ်တီး တဲဟိုစိတ်စီရောက်မအောင်ဆိုကြခွေးကြီးကြော်ကြီးမစားမလား ဟာဒီရှုပ်ဆုံးနေဘာဒီသူပြောနေငါစားကျင်တာတော့မေ့သွား ဘာစားချ ဒီ င် တော့မိုးဒီမင်းဘာကိုစားကျင်တာလဲစဉ်းစား ကဲနင်ပါစားကြည့်တာလေပြော တီဗီငါစားကျင်တာတန်တာချင်းကိုစားကျင် မ နေ လေးတန်တာလေးစားကြည့်နေပါ တန်တာလေးစားချင်နေတယ်တန်တာလေးစားလို့သူ့ယောက်ျားသိရင်နင်းကိုရိုက်မှာပေါ့ အမလေးဒုက္ခနင်ကတန်တာလေးကိုမလဲကိုခင်ဗျာကိုကတန်တာလေးကိုလိုချင်တယ်သဘောကျနေတာခင်ဗျာတန်တာလေးကိုသဘောကျနေတာခင်ဗျာမတွေးမိဘူးလက်ဖူးပေါ်လက်တင်ကြီးတွေးကြည့်တာဟမ်ဟိုမီးနေတဲ့ကဝမ်ချိုင်းကိုစိန်ခေါ်သလိုဖြစ်မနေဘူးလား မမော့ရေကျွမ်းမချိုလိန်လူမအုပ်အော် ကဲ ကဲလို့ တန်တာလေးလေး တန်တာလေး ဆိုတာကတော့မြင်ရပြီ မြင်ရမြင် တို့လူကျွန်တော်တွေလည်းခရရွှေသေးတဲ့တိုက်ရွေးရမှာပဲ ဟုတ်တယ်ဟုတ်တယ် တို့တော့လည်းမင်းသမီးလေး ဟုတ် ပိတ်သက်နဲ့မိတ်လိုက်ဖို့ကြံသေးတယ် မိတ်ဆက်ဖို့ မိတ်ဆက်ဖို့ကြံသေးတယ် ဟာပဲမင်းသမီးကိုနွားဖြစ်အောင်ပြော အသားလေးကဝင်းဝါနှခမ်းလေးကဂုမုတ်တရာစေရောကြီးကခေါ်တယ်လက်ကွာ မြစ်တာတီတာပြန်တီဒုက္ခတုဟောတိတာပဇာမြစ်တာတီတာလျက်တိဟိမြစ်တာဖွေးလျက်အေးသက်ဆောင်သည့်ရောင်ဝါတို့သည်ဟောတိတာဖုံဖုံလွှမ်းထုံလွှမ်းမလွဲ့တွေ့ထီအကုန်သောပဇာယနေ့ကြောရောက်ရှုစားအားပြတော်မူကြကုန်သောအနုပညာချစ်တဲ့မိဘပြည်သူများနှင့်တကွာကမ္ဘာထပ်ပွေအပြည့်ပြည့်၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခတုကိုယ်စိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတကဝချမ်းသာကြပါသည်ကုန်သတည်းလို့သမီးတန်နာလေးကမေတ္တာပို့တာလိုက်ရပါတယ်ရှင် အာလိမ်မာလိုက်တဲ့သားသမီး လိမ္မာလေဗျာ မိုးရီဖြူရစိတ်ကိုစုရှင်ဒီလိုသမီးလေးမလိုချင်ဘူးလား လိုချင်တာပေါ့ဗျာ လိုချင်ရင်မင်းမသူ့အဖေစီပို့လိုက်ပါလား သူ့ဖေကပြန်မလွတ်တော့ခမရကျွန်တော်တာဝန်ယူမှာလား သမီးစူးစမ်းကတ်စမ်းကွာ အမေ ဘာလို့ဖေးသမီး အမေ ဘာဖေးသမီး ဖေးသေးတာဖေးလေး မိနေတဲ့ဝမ်းချိုင်းကိုစိတ်ခေါ်နေတယ် သူ့ဖေသေးပြီသူ့ဖေသေးပြီ ဒီလေးအော်ရေ ချစ်သူသာပမဲလင်း ရှင် ပန်းပြီးရင်အငေါဝင်းမှာစိုးတယ်လင်းရဲ့ အမလေးဗျာမျက်လုံးနဲ့စကလုံးနဲ့မျက်နှာနဲ့လက်မိုင်းမကတ်လိုက်တာလူကြီးတော့တောစကလေးရင်းနေထားတဲ့အတိုင်းအမခလေး လင်း လေး မင်းပေါ်မှာထားတဲ့စေတနာတွေကလေတမာရီချိုမိုးတွေပြိုကောင်းကင်ကရွေစီမြေကြီးကနေထွက်ရေရီကငါတွေအေးပတ်ပြီးတော့ကိုမမုံမဘူးချေ ရှိဖို့စောင့်နေရတာတော် တောက်ဆန် ဗျာ မရိုက်နဲ့လူရှင်တော်ထဲမှာဒီလိုစားတွေကြပြားလေးနဲ့ပြောတာမင်းဘသူတွေ့ဘူးလေ ဟုတ်တယ်ဗျာ ကောင်းလိုက်တဲ့စားသားလေးအိုးအိုး ခမရဆရာ မင်းသမီးကိုတင်စားပြီးပြန်ပြောရစမ်းပါ တမာရီချိုမိုးတွေပြိုကောင်းကင်ကရွေစီမြေကြီးကနေထွက်ရေရီကငါတွေအေးပတ်ပြီးတော့ကိုမမုံမဘူးချေ ဟာဒီလိုစားသားတွေကြတော့လွန်ထထရဲ့ဝိတုစားသားပဲဖတ်မလဲအိုးအိုးမင်းတို့သဘောကျသွားပြီဟိုနတ်ကိုခဏလိုက်ခဲ့သားမှာ ဘာလို့မလို့လဲဆရာ ဖင်ချရင်လို့ မလို့ အမလေးနော် သောမေဝါရလားမေဝါ အမလေးကဲလာပါဒါအလေးကျင်ပါလာပါ ကိုရေမင်္ဂလာပေါင်းနဲ့ပြည်စုံနေကြပါ ပြေဆုံး မင်္ဂလာပေါင်းနဲ့ပြည်သူမ ကိုကောင်းဆန်းဘာဖြစ်လို့ရည်နေတာလဲဘလို့ဖြစ်လို့ရည်နေ ဘာမှတော့မပြောစိုးရိုက်နေတော့တာပဲ ကိုကောင်းဆန်းဆိုကောင်မလေးကခေါ်ရုံရှိသေးတယ်ဖင်ကြီးကိုပြုံး ညနေကိုပြုံးမှာ ကောင်မလေးကိုကြည့်နေတာလက်ကားကြည့်တာမဟုတ်ဘူး ဘာဖြစ်လဲလဲ တန်တန်လေး ရှင် နေကကောင်းဆန်အောင်တွေ့တာမသိချင်အောင်ထောင်း မသိကြအောင်ဆောင်းနေတာမသိချင်အောင်ထောင်းအောင် တန်တန်လေးနဲ့ကျွန်တော်နဲ့တန်ရောစင်နေရှိတယ် ဟုတ်လား အဲတန်တန်လေး ရှင်
နေမမှတ်မိဘူးလားနေနဲ့ကနေအကြောင်းနေဘက်တွေလေ ကြောက်နေပဲ နေသူ9ရက်ရောက်တော့ကျွန်တော်ချင်းမောင်တန်းတမမျက်စိလဲနေတာ ဘာတွေလျှောက်ပြောနေတာတို့ တကယ်ပြောလားနေနဲ့ကနေကြောင်းနေဘက်တွေလေကြောင်းအတူတူသွားကြတော့နေကခေါင်းဝင်လေးနဲ့ရှေ့ရပြေးလို့ကောင်းစားယောက်ျားလေးဆိုတော့ပစိုးခွင်းတိုင်းမိလိုက်တာအောက်ကတန်းလန်းနဲ့ ဘာတော့ဟာ ဘာလဲ လွယ်အိတ်ကျိုးကပြောတာပါကွာ ဘယ်လိုတော့လွယ်အိတ်အမငါထင်တာလွယ်အိတ် ဩကျောင်းရောက်တော့လေအတူတူချက်ပါကိုတန်းဆော့တာလေ အဲ နေကမိန်းကလေးဆိုတော့ပြဿနာမရှိဘူးကောင်းစားယောက်ျားလေးဆိုတော့မြေကြီးနဲ့မလို့ပွဲစိတ်တွေကြိုက်တာသူ ဘာလဲဘာကို ခြေမျက်စိရောပါကွာကောင်းစားနဲ့တဏှာလေးနဲ့တန်ရောစင်တွေရှိ တန်ရောစင်နေရှိနေ တန်ရောစင်ကြီးတွေ့ခဲ့ပြီခွေဦးနဲ့သမီးတို့ရဲ့ဘဝမတွေ့ရမနေနိုင်တော့ဘူးရဲ့ဦးရဲ့ဥမလာတဲ့ရများမှာသမီးကိုရဲဖမ်းသွားတယ်ဟာ အမရဲဖမ်းသွားတယ်ဆိုလို့ ရဲဖမ်းသွားဆိုရဲအုပ်တက်ကိုဆောင်းပြီးတော့ तू ကသူ့ကို तू ရဲပေါ့တန်တန်လင်းအဲ့ဒီရဲခေါ်လို့ကတော့နင်လိုက်သွားစမ်းအဲ့ရဲကထင်တယ်လို့မဟုတ်ဘူးပဲမြစ်ကလေးအမလီဝါရမတိုးနေတယ်ဆိုတာရဲတူတူ နေပဲပောက်ကြရည်လျှောက်ပြော တန်တာလေး ရှင်ကိုကောင်းဆန်း အဲ့ဒီရဲခေါ်လို့တော့နင်လိုက်သွားပြဿနာမရှိဘူးအဲ့ဒါရဲသားကြီးမဟုတ်ဘူးရဲမေကြီး ဟုတ်လား သေချာကြည့်ပါလားကိုဝင်းကြီးနဲ့ အော် ကိုဝင်းကြီးနဲ့ဟိုမှာ သမီးနောက်ဆုံး ဟုတ်ကဲ့ ဟုတ်တယ်ကိုဝင်ကြီးနဲ့ခေါင်းလေးထွက်နေပြီလားဆွဲထုတ်တယ် မထုတ်ဘူးဘာ ဟုတ် ကော တ င်း ယ် လဲ တတအဲ့လိုပဲပြောရရှင်တယ်တကယ်ပဲသောက်ပဲပြောရင်သောစိတ်ညစ်တာဗော တတ်တယ်လူကြီးတော့ဖင်မွေးနီးနေပြီ အဲ့ဒါဖင်မွေးနေတာမဟုတ်ဘူးအဲ့ချင်းမဟုတ်ဘူးနဲ့တခါနေမှဆိုထားတာ ဘာကောင်းမှမသိစွတ်ထုတ်တာ ဟေး ကြလား မင်းစင်လေး တန်တန်လေး ပြောတယ် စက္ကန့်60မိနစ်ကိုကလူမင်းဖြစ် အမ မိနစ်60တနာရီမင်းကခိုင်သိန်းကြီး အာ 24နာရီတည်းရဲ့မင်းမခုံးလေးကိုကဖက်9ရက်မှာတသတင်းမင်းနဲ့ငါနဲ့ကမြင်း ဘာလို့ဘာတွေပြောနေရလဲ ဟောကိုအသက်ယူနေစာသားတော်ကောင်းနေတို့ထားရဲ့ဝတ္ထုကိုဘယ်ပတ်မလဲ နောက်မလိုက်ဘူး ပြန်ရွှတ်စမ်းမ9ရက်9ရက်မှာတ မှာတ သတင်း ည်း မင်းနဲ့ငါနဲ့ကမြင်း မင်းနဲ့ငါနဲ့ကမြင်း အေး လေးသတင်းတလားဥစိန်ရိုးထောင်တန်းချ ဘာလဲထုတ်ပြောနေ တန်တန်လေး ရှင် လိုက်တာရွှေလေးရွှေလေးကိုစုရတဲ့မိန်းကလေး မိန်းကလေး အိမ်တော်မပြူသေးဘူးမိဘလှုပ်ကျွေးနေတာ ဟုတ်ကဲ့ရှင် တကယ်လှတာ ဟုတ်ကဲ့ မင်းရဲ့လှတရားကိုကမ္ဘာဖလားတဲ့တန်ကြီးထားတဲ့လူ ဟောဥစိ စိ န် န် ရိုး ရိုးကြီးကထာမနာဘူးဆိုပြီးအဝါကတ်တော်မှာပြတ်နေတော့ဖြောက်မှန်တဲ့သဘောနဲ့ထောက်ကံဘောလေးတော့သုံးခွင့်ပြု ဘယ် ပါ ဖြစ်တာတော့ တောင်းကန်နေ ပြောတယ် ဥစိန်ရိုးကဘောသမားပဲ မိဘကိုလှုပ်ကျွေးနေတာ ဟုတ်ကဲ့ မင်းလည်းဘောသမားပါလားမိဘကိုလှုပ်ကျွေးတဲ့အပြိုကြီးတော့မဟုတ်ဘူးအပြိုလေးမဖေမရှိတော့ဘူးသေသွားပြီ မေမုံဆိုးမကြီးနဲ့ပဲလေ မေမုတ်ဆုံးမကြီးကိုလှုပ်ကျွေးနေတဲ့ကလေး လုပ်ကျွေးနေတာ ရုပ်ကလေးကမလှဘူးလား ကတယ် ရှမ်းမလေးတိုင်းပဲ ကျမ်းပါလေး ပိုလေးရဲလို့ ရဲတယ် ဟိုမိုးရီလည်းရှမ်းကပြပဲသူ့အမေကစော်ဘွားနာစော်ကံလေ ဟာစော်ဘွားကတော့ စော်ဘွားကတော့ ပြောလိုက်လှုပ်ရှားရင်တ နှခမ်းဒီလေးများရဲလို့နှခမ်းဒီဒီဘူးဘယ်နှစ်လလောက်ဆုံးလို့ တလောက်နှစ်လောက်ဆိုတာဗော ငါမင်းမနဲ့မတူပါလား ဘာဖြစ်လို့လဲ ငါမင်းမနှခမ်းဒီဒီဘူးကိုတရက်ပဲ ဟမ် သူကနှခမ်းရှိသမျှအကုန်လျှောက်ဆိုးတာ ဟာလို့ မင်းမင်းဆိုးမလား နှခမ်းဆိုတာများဟုတ်ရလားဦးလေးအတောက်လိုက်များထိုးသွင်းသလား ပြောတယ် အေးပြောတယ် ကိုမရေ ခင်ဗျာ မင်္ဂလာပေါင်းတဲ့ပြည်စုံနေကြပါ မဆိုင်မင်းကြီးရဲ့စိတ်မောရရွာစိတ်ငမ်းမြစိတ်ငယ်ပြီးမာလာစိတ်လေးစိတ်နဲ့ချစ်သူရဘဝကလည်းစိတ်နဲ့ ဟေးဟိုကစိတ်ပဲ ဟွာရောင် ဘူးလေအဲ့တချင်းစာသားအစိမ့် ဩ ဘဝကလည်းစိတ်နဲ့အင်ကြီးဆိုလည်းစိတ်နဲ့လုံကြီးဆိုလည်းစိတ်နဲ့ပန်းပန်းတော့လည်းစိတ်နဲ့မစိတ်မရဲ့မစိတ်ဖြစ်သူဝင်စားရော်လေးလားမစိတ်ဖြစ်သူဝင်စားမစိတ်ဖြစ်သူဝင်စားရော်လေးလားကို သာသားလည်းသိချင်မသိဘဲနဲ့မစိမ့်မင်းရဲ့မစိမ့်ပင် तू ဝင်စားလေရော့သလားဘာလို့ तू ဖင်ငါစားမှာလဲမင်း စားဘလူရဲဝါမမသိမစိတ်ဖြစ်သူဝင်စား မစိမ့်ပင် तू ဝင်စား
လီတော့လား မစိမ့်ပင်သူဝင်စားလေ အာဒီလျှောက်ပြောနေမှမသိ ဘဘဦးမော်ဒီ ဟာရက်စိတ်တာကလေးရဲ့ ရိုက်တိုက်တာလည်းဆိုးတယ်အဲ့ဒါ ဘယ်နဲ့ဘဘကွာ ဘလို့ခေါ်ရမှာလဲ ဒီရနဲ့ဒီရဘယ်လိုခေါ်မလဲဆိုပြီးသက်ကြီးတော်သိပါတယ်ကွာ ဘလို့ခေါ်ရမလဲ တန်တာလေး ရှင် လာစမ်းမဦး ဘလို့ဖြစ်တာလဲအကို ဒီ ကြီး ရလေသူ့ကိုသွားပြီးဘဘတို့ဦးလေးတို့သွားမခုံနဲ့ ဘလို့ခေါ် အရန်စိတ်ဆိုးတာ ဟုတ် သူနဲ့နင်းနဲ့ကအသက်ချင်းကတိတ်ကွာတာမဟုတ် ဒါ ဘူး ပေါ့ မီးဝင်မီးတွက်ကဲ ခုနှစ်ရက်ကြီးခုနှစ်ရက်ငယ် 9ရက်ကြီး9ရက်ငယ်မဟုတ်ဘူးတန်တာလင်းရဲ့အမေကတန်တာလင်းကိုမွေးပြီးမီးတွင်းနဲ့ကအထွက်ဦးမိုးရီကမီးတုပ်ကြီးကင်ပြီးတင်းချိုင်းကုန်းထဲဝင်သွားတာ တင်းချင်းကိုဝင်တော့ဝင်တာမဟုတ်မီးတော့ကန်ပြီးနင်းအမေကိုပြောင်းမှလို့လိုက်ဖို့နေတာ ဩကိုမိုးရီယာလက်ဆက်သက်တော့ပြားရည်ရက်ချင်နေဆိုတဲ့သဘောပေါ့ရက်ပါအုံတော့ဆောင်တာကိုရက် ရေးတဲ့ပြားရည်ရောင်းတဲ့ကောင်ကရောက်လာပဲ လောလောဆယ်ပြားလက်ဖို့ဆိုမလား မင်းပြားတဲ့ဘုကမင်းနဲ့ရှို့လိုက်ပါ လေးလေး ဘာလေးလေးမဟုတ်ဘူးကွာဒီရနဲ့ဒီရဘယ်လိုခေါ်မလဲဆိုပေးတဲ့ကြီးတော်သိပါတယ် ဘလို့ပြော မောင်လေးလို့ခေါ်လေ အော်မေ့နေတာ ဟိုမဲ့ဒီအရွယ်လေးနဲ့ဒီအရွယ်ကြီးမြောင်မောင်လေ အချစ်မှတက်ကိမရှိပါဘူးညီလေးရ ခေါ်ကြကမလေးဦးဟိုမခေါ်ကြဟေးခေါ်ကြဦးလုံးကဦးရေ ဦးရေ 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 တနည်းရေ တနည်းရေ ချမ်းရေ သူတောက်ချင်တာတွေရှောက်ပြောနေခေါ်မောင်လေးလို့ခေါ် မောင်လေး စတဲ့ကင ဟ ယ် င်ဟာလေးရဲ့ ဘာလို့ဘာလို့ မောင်လေးရဆိုပြီးတော့မိုက်ကြီးကိုသွားဝါနေတယ်ကြည်သားကမိုးရီခမရစိတ်ထဲမှာအဲ့ဒီမိုက်ကိုခမရကပ်ပလီညာအောင်းမိတ်နေလားဟလားဟင်ကပ်ပလီညာအောင်းမိတ်နေသလားမိုက်ကလည်းမမဲကြီး ရှောက်ပြောနေလေမနောက်ပါနဲ့ဦးလေးရ မနောက်ပါဘူးကြော်ရဲ့ မောင်လေးကိုမှတ်မိလားဟင် အဲ မမနဲ့မောင်လေးနဲ့ရန်ကုန်မှာပြန်ဆုံခဲ့တာလေမမရဲ့ ဩရန်ကုန်ပြန်ဆုံးခဲ့တာ မှတ်မိတယ်မလား ပြပြပါတယ် မမကပွဲတိုင်းမှာကျွန်တော်လိုက်ကြည့်နေရလေ ဟုတ်တယ်လေ မမပဲမောင်လေးကိုပြောကြတယ်မင်းပွဲတိုင်းကြော်ပဲဆို အဲ ခုကျွန်တော်ပွဲတိုင်းမကြော်နိုင်တော့ ဘာဖြစ်လို့လဲ ဘူးသီးမရလို့ အာ 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 ဟာ ကလေးမလေးရ တော့နိုင်တဲ့ကလေးရဲ့ရရမရိုက်နဲ့ငါမူးကနေမိုက်ကနေလဲတတ်တယ်ဆွဲမိရဆွဲတော့မဖက်မိရဘယ်ကောင်းမလဲ အမ လဲရင်လေဒီဘက်ကိုလဲပါ မရဘူးငါညာလဲမမ မောင်လေး မောင်လေးကို10တောင်းအောင်ရင်လက်ထပ်မယ်ဆို ဟုတ်တယ်လေ အခုနှစ်ဘာသာဂုံတူးနဲ့အောင်ပါတယ်မမရဲ့ အာဘယ်ပါသားလဲ လဲ မွတ်စလင်ဘာသာနဲ့ဟိန္ဒူဘာသာလေအာ တန်တန်လေးကတော့လုံးလေလိုက်တော့မှာပဲ အာနာရတဲ့ကလေးရဲ့ အောင်းမလေးဗျာ လောက်ပါနဲ့ရအောင်မဟုတ်ကနေမိုက်ကနေလဲတတ်တယ် လဲရင်လေဒီဘက်ကိုလဲပါ မရဘူးငါညာလဲမမ ရှင် မောင်လေးမမနဲ့ရောင်းမပြန်ဆုံးခဲ့တာနော် ဟုတ်တယ် လဲကူမှတွဲထူးခဲ့ကြတာပါမမရဲ့မော်ပြီးကြတော့မမပြောသည်လို့တော့ပြောခဲ့သေးတယ်လေတိုက်ကြီးလဲကြရော ဘာဖြစ်တာ ဘာဖြစ်တာလဲ ဘာဖြစ်တယ် ဘာဖြစ်လို့ စိမ့်သားဝယ်စားသလားဘာဖြစ်တယ် ရန်ကုန်မှာပြန်ဆုံးခဲ့တာနော်မမ ရန်ကုန်မှာနင်းပြန်နေအောင်ရန်ကုန်မှာနင်းလင်ငယ်ရှိလို့လားဟင် လဲကူမှတွဲထူးခဲ့ကြတယ်နော် အဲ့လို မော်ပြီးမှပြောသည်ဆိုပြီးတော့ အဲ တိုက်ကြီးလဲကြရော ဘာဖြစ်လို့လဲ ဘာဖြစ်တယ် ရန်ကုန်မှာပြန်ဆုံးခဲ့တာနော်မမနော် လောက်ပြန် မော်ကြီးမပြောသည်ဆိုပြီးတိုက်ကြီးကျတော့အထုပ်ကြီးပိုက်ပြီးလိုက်လာခဲ့တာထုပ်ကြီးပိုက်ပြီးလိုက်လာခဲ့ပြီးတော့လက်ဗနန်းကျတော့တက်မှန်းတာလားတဲ့ အဲ ဟုတ်တယ်မမ ဟုတ်တ ရဲ့ ယ် ကျွန်တော်နတ်လင်းကျတော့အပြတ်ရှင်းမယ်ဆိုပြီးတော့ရွှေတောင်မှာမင်းမောင်နဲ့တော့ခေါ်ခဲ့သေးတယ်လေကြီးသေးလေကြရော ဘာဖြစ်လဲ ကြီးတယ်မှာဘာဖြစ်တယ်ပြော ကြီးတယ်ဘာဖြစ်လဲ ပြောတာ ရန်ကုန်မှာပြန်ဆုံးခဲ့တာနော် ဟောဒီရန်ကုန်ကြီးပဲပြန်ရောက်နေတာပဲ ကြီးသေးရွှေတောင်မှာမင်းမောင်ခေါ်ပြီးကြီးသေးလေကြရောရန်ကုန်ပြန်ဆုံးကြီးသေးမှာအပြီးခွဲသွားခဲ့ကြတာအခုမှပြန်တွေ့တယ်ဒါပြောတာရိုက်ဖို့ပဲရွယ်နေတာပဲတကားပဲငါပြင်မပါမဒါငါသမီးလေးငါယူမလို့အာ တန်တန်လေးကနင်းလုံးလေလိုက်တယ် ရို အော က်တယ်လကားပြောတာမွေးစားထားတာမွေးပြီးစားမလို့အာမိကိုကွေကဂွတ်တယ်ကွာ သွားပြီသွား တကယ်ပြောတာပါငါမြည်ငါမြည် အဲ ငါဟုတ်ငါပဲမြည်မယ်ဘယ်သူမှမမြည်ရဘူးပူပူလေးနဲ့ကောင်းတယ်ကွယ် ပူလေးနဲ့ကောင်းနေတယ်တေချာမိပါမယ်တေချာကြီးအဲ့မှာဝက်ကိုဇီးတင်နေတာ ကိုရီ သူ့ကောင်ကြက်ဥတက်ရအောင် အင်မတန်မှထူးမြတ်တဲ့လူတော်မင်္ဂလာပွဲကြီးပါရှင် ဟုတ်ပါ ဆရာတော်ဘုရားကြီးရဲ့ဝိဇာဏမွေးနေ့လူတော်မင်္ဂလာပွဲကြီးမှာအနုပညာချစ်တဲ့ဦးတော်တော်ကိုမမ
မောင်လေးညီမလေးများနဲ့သမီးတန်တာလင်းစုံတွေ့ခွင့်ရတာကိုပဲအင်မတန်မှဂုဏ်ယူဝမ်းသာလို့မဆုံးပါဘူးရှင် ဝိသာဆရာ မင်း ပေါ့ သားဆရာမသမီးရဲ့ဘာဖြစ်လဲဆိုတော့အော် လူရှင်တော်ဆိုတာအဲ့ဒါပဲမင်းသမီးလေးဒီကဘာရောပြောလိုက်ကြင်လိုက်လူရှင်တော်ဖြစ်တာမှာတစ်ဖက်သားကိုကြည်အောင်လုပ်ပေးတာကြည်တော့သူရင်အသက်ရှင်ကြီး ဟုတ်တယ် လူရှင်တော်ဆိုတာအသက်ကြီးဒီဓမင်းစားလို့ရ ဟုတ်တယ် မင်းသားအစိတ်ဝင်တဲ့လူမင်းသားလုပ်တဲ့လူတွေကအသက်ကြီးလို့နာမည်ကျသွားရင်ဘာဖြစ်သွားလဲလှုပ်ရှားလို့မရတော့လူရှင်တော်တွေထင်မြင်မသိနဲ့ ဟုတ်ကဲ့ရှင် ဟုတ်ဘူးလား ဟုတ်ကဲ့ ဟာသမမင်းသား ဟုတ်ကဲ့ ဟာသမမင်းသားတကယ်မင်းသားအစ်စ်တွေလို့မလုပ်တတ်ဘူးအောင်မယ်ကြော်ဟင်းအိုင်တင်နေနဲ့လုပ်ပြရပါ ကျွန်တော်လား လူသားအလုံးလေးစားပါ တို့ရတော့မချီတို့ဆက်ခဲ့ပါလေအာဟာနဲ့ ကြော်ဟင်းအိုင်တင်လေးလူသားအလုံးလေးစားပါ နံပြအားလုံးကိုခွေးစားပါလေအာ လူသားအလုံး အော် ကောင်းမှန်သိ လူသားအလုံး လူသားအားလုံးကိုလေးစားပါလေ ကြော်ဟင်းလက်ကလေးမြောက်လိုက်သားကြော်သူခါလေးထောက်လိုက်သားစိုးသူဘိုက်ပေါ်လက်ကလေးတင်သားကွယ်လွန်သူကောင်းစားလာတာပိဿကိုလက်ညှိုးထုတ်ပြီးကြီးလိုက်သားနေအောင်နောက်ဆုံးလိုက်သားပြုံးပြလိုက်သားနေဆန်းခြေထောက်ကလေးလှမ်းလိုက်သားသေလန်း ဘယ်နဲ့ ဟုတ်ဟုတ်လာသားဒီဘက်ကိုပြေးသားပိဿကိုကြည့်ကြီးလိုက်သားဒီဘက်ကိုပြန်ပြေးပိဿကိုကြည့်ကြီးလိုက်သားမင်းသမီးနာတော့ဘာလဲလို့ပြော ဟာလေ ပြန်ထွက်လာကြီးလိုက်သားခိုင်းလဲလောက်တာပဲစောက်ပေါ်ဟာလေ ဟောဒီမှာကိုချိုလေးຫນွေငိမ့်စတူဒီယိုအတန်ချက်ဆက်ဒီဝိုင်းပစ္စည်းအငါပြုတ်ပြင်ရောင်းဝယ်ရေးကနေပြီးတော့စုတော်ငွေ ငွေနဲ့ဖွဲ့ကိုစုလုံးငွေ3000 3000 3000နဲ့မှလူရှင်တော်အုပ်အော2000ယူလိုက်ပါတဲ့ပါတော့မပါဘူးကိုကဖြည့်ပြောတယ် ပတ်စံလို့ရင်လို့လား ပြောချင်တာဟော ပတ်စံမင်းအကုန်ယူလိုက်မင်းယောက်ျားချင်းငွေပေးတယ်တော့မပြောနဲ့နော် မလေး စုပေးပါဦး လူလေကိုချိုလေးကိုချိုလေး ချိုလေးစက်ပစ္စည်းရောင်းဝယ် အဲသက်ပစ္စည်းရောင်းရကိုချိုလေးထူကြသောအကျိုးအကြောင်းအယိုးအသားချင်းမာပြီးကျင်ရနဲ့အချစ်ပွားလို့တစ်နှစ်နှစ်သားကြပါသေးဗျာ ကောင်းပြောသားမှာ ဟာဟာ အဲ့ဒီများလည်းပေါက်ပါစေအဲ့လိုစားမ တိတ်ဆွေလည်းပေါက်ပါစေလူတန်းနဲ့အမြဲတမ်းလူနိုင်ကားနိုင်ပါစေလို့ သာသနာ တောင်းပါလေရှ သာ င် သနာပြုနိုင်ပါစေ ဟုတ်ကဲ့ အဲ့လိုခုနဆရာတော်ဘုရားလူခုနဆူချတာတွေရောဒါတွေရောအဲ့လိုစုစုပေါင်းနေစီမှာအဲ့လိုကမိုးဒီနေစီမှာအဲ့လို30နော် ပတ်စံမှာအသက်ပြားငွေ အဲ ဟုတ်တယ်မလား ဆုချတာ စုချလို့ရတာကတခါတလေစုချလို့ရတာကတော့တခါတလေဒါကြောင့်ကောင်းစားအိတ်ထဲအသာနေ မင်းကိုချိုလေးကပဲကျင်တတ်မလဲကွာအကုန်လုံးကိုဆူချတာမင်းလူတယောက်တည်းယူပဲကိုချိုလေးကတခုစဉ်းစားတယ်ကွာသူကစက်တွေဟိုစက်တွေပဲတန်ချစ်တယ်လားအကုန်လုံးလို့အကုန်လုံးဟုတ်လား ဆိုတော့စက်တွေဘာတွေပြုတ်ပြင်းနေရောင်းနေသူကကိုချိုလေးကသူကဖြက် သူ ကင်း က နေ စိတ်ဝင်စက်မကင်းနေများတိတ်စိတ်ဝင်စားတယ် ဘာဖြစ်လို့ အာစက်ကိုစကားအမြင်နဲ့စက်ကိုဘယ်လိုပြင်ရမလဲစိတ်ကူးနေတော့အဲ့ဒီလူများမိမကိုစက်အောင်မေထပြင်းနေဒုက္ခ ကရေရိုးရတလေးဆိုတာမမေ့စကောင်းအတွေ့အပြောင်းကိုလည်းမျက်ချင်မပြတ်အထက်ထက်လေးကျင်ကမှအမျိုးမပြတ်တိုးတက်တဲ့ပညာဖြစ်ပေါ်လာတယ်မဟုတ်ပါလားရှင် ဟာလာလေးတရားလာပြောကြရင်ပြောသေး ဟုတ်ကဲ့ရှင် နောက်ကနေတော့ဦးလေးတူမှလှတယ်ဘာညာနဲ့ခတ်ပြောတယ်ဟာအနန္တရကြည့်တာဟုတ်တယ် လေ ကြည့်တာ အဲ့လိုရတော့မလေးပြီးပါများအဝေးကနေလမ်းကြည့်ပါဗျာရုပ်ရှင်မင်းသားဒွေးနဲ့မေတန်းနု ဟာကြက်တင်ရှိရတဲ့စကလုံးမျိုးလုံးလေးကပလဲတလုံးရွတ်တလုံး ဟဲ့ သွားလိမ့်မြဝလာကပလဲလေးစီထားအကြိုင်ဟာကနေဆိုအလိုလိုအခန်းကကြံညိုကြံတန်းသိနေတာအသားရည်သားကရွှေစစ်ကဲ့သို့ဝင်းနေတာဗျာမျိုးရုပ်ကရှင်ပင်မျိုးမင်းမျိုးမင်းနွယ်အမလီဟာစိတ်မွေးကြောက်မွေး မလက်ကလေးချိန်လိုက်ပါဦးဟာမင်းအများလမ်းကြည့်ပါဗျာရုပ်ရှင်မင်းသားဒွေးနဲ့ထက်ထက်မိုးဦး ကျက်တင်ရှိတဲ့စကလုံးမျိုးလုံးလေးမြပလဲတလုံးရွတ်တလုံးသွားလိမ့်မြဝလာကပလဲစီဟာကနေအလိုလိုအခန်းကကြံညိုကြံတန်းသိနေအသားရည်သားရွှေစစ်ကဲ့သို့ဝင်းမျိုးရုပ်ရှင်ပင်မျိုးမင်းမျိုးမင်းနွယ်အမလီစိတ်မွေးကြောက်မွေး ဟောတန်တန်လေးလက်ကလေးချိန်လိုက် ဟုတ်ကဲ့ အဲကိုမလည်းချိန်ပြီးတော့ဒီရှေ့ကိုလျှောက်လာခဲ့အမေကလည်းလမ်းကြည့်ပါဗျာဖေမျက်မမြင်ကြီးကိုသမီးပြိုလေးတွဲလာပါတယ် ကြက်တည်မရှိတဲ့စကလုံး ချက်သေးရရှိ မျက်လုံးကိုကြည့်ပါတစ်ဖက်ကတိတ်တစ်ဖက်ကဟောက်တော့ ပလဲတစ်လုံးရ ဘာပလဲတလုံးရွတ်တလုံးကတော့ပဲသွားကိုကြည့်ပါမချီသေးရည်တိုင်းမှာထဲမှာ ဝ
ဝါလာဟာက ဘာဝလာကပလဲဟာကနေလို့ဆန်မလေးပုတ်စောနန်းနဲ့တော့ ကျန်းညိုကျန်း ဘာကြံညွန်းမှမသိအသားရည်သားကိုကြီးနူတော့မယ်အကွက်တွေနဲ့ ရွှေစင်းကဲ ဘာရွှေစစ်ကမျိုးရိုးကဖာမျိုးတွေ ရှင်ဘရင်မျိုး ဘာရှင်မင်းမျိုးလဲဒီအမွေးဘာမွေးများအောင်မွေး ရွှေမွေးပါတယ်များမွေးသူကကျွန်တော်မကြောက်အောင်ပြောလားဒီအမွေးတွေကကိုမောနှခမ်းမွေးတယ် ကိုရင်းဒီခါကျတော့သမီးတို့ရင်ကျင်းမှုဝန်ကြီးဌာနမှာဆီယမကြီးဒေါ်အုံးကြီးရဲ့မိတ်ပြကလေးနဲ့ဖျော်ဖြေတင်ဆက်ခြင်းနဲ့ အေးကြီး ဆီယမကြီးဒေါ်အမစင်ရဲ့ညညွတ်သိမ်မွေးတဲ့ကလေးရှင် ကညံ့ညံ့ကလေးနဲ့ ဒေါ်မစင်ရဲ့နေဆရာမလား ဟုတ်ကဲ့ အဆိုဗီယက်ပြန်နော်ဒေါ်မစင်ဒေါ်မစင်ကဆိုဗီယက်ကပြန်တယ်ဒုတိယပြန်ဆိုဗီယက်ပြန်သူလျှောက်သွားကြတာလေနောက်သူသွားကြတော့ရုရှားပြင်သစ်ပြီးတော့ပြင်ဟောင်း ဟောဒီဟုတ်ရှင် ပြင်ပြီးတော့အိန္ဒိယမဒရဖင်လန်အေးရဆိုပြီးပြန်လာသေးတာအဲ့ဒီကနေ ဥရုဘွေးကိုဆက်သွားသေးတယ် နောက်အိန္ဒိယသွားပြီးတော့မဒရဘုံမိုင်း ဘုံမိုင်း ကနေပြီးတော့ဗမာပြည်ပြန်လာပြီဘုံမိုင်းကိုတစ်ခေါက်ပြန်သွားအောင်ပါတဲ့ ဘာလို့လို့ ဖတ်ပြပွဲမေးကြံခဲ့လို့ ပေါက်ကရ40ဒါဘလူပြောဆိုပြီးဘလူ ရိုးရ ရိုးရပြန်ဒေါ်အမစင် အမစင်းရဲ့ဒါအကလောင်းကျွန်တော်ဆရာဆိုရင်ဆိုဗီယက်ပြန်ကျွန်တော်နွဲ့နွဲ့ဆန်း နွဲ့နွဲ့ဆန်း ဆိုဗီယက်ပြန်နွဲ့နွဲ့ဆန်းဆိုရင်ဓာပြအချက်56ချက် ဟလာ တွင်းပြီးသား တွင်းပြီးသား ဗျာဘယ်လိုလုပ်သွင်းတာ ဘယ်လိုလုပ်ပြန်ထုတ်ရမှမသိလို့ ကိုရင်းဆီယမဒေါ်အမစင်ရဲ့အကဟန်လေးဖျော်ဖြေတင်ဆက်ခြင်းနဲ့မြစ်တာတထောအနန္တောဘုဒ္ဓံအချီးမြတ်ရာရှံဝိမကနံအောင်လေးရတုတဗ္ဗမင်္ဂလံ ဒါမှလည်းလှတယ်ဗျာလှလိုက် ဒါတော့ကြိုးစားကနေဘာလို့ကလဲဆိုရင်သိတယ်တန်တာလေးမှချစ်သူရှိပါတယ်တန်တာလေးရဲ့ချစ်သူကနှခမ်းမွေးလေးဖာလာချပြီးတော့တန်တာလေးရဲ့ချစ်သူကနှခမ်းမွေးလေးတဲ့တဲ့နေတယ်နော်ကေလေးကလည်းသူကငါလိုကေလေးနဲ့ ဟောဗျာကေအာနိုကေညာငါလိုကေကြီး အာနိုကေလို့ပြောတာပါအာနိုကေလေးနဲ့ အာနိုကေဘာငါလို အာနိုကေလေးနဲ့သူကမင်းသမီးရဲ့ရည်စားမှန်းသိအောင်ဖြစ်ဒီမှာလူစီကားတော့မှတခါတည်းကြင်ညာလိုက်မယ်ဆိုပြီးလက်ညှိုးထောင်ပြီးတော့ပိဋကကိုလှမ်းပြောတယ်ကျွန်တော်ပဲတဲ့ကမာရွတ်မှမိရှို့ပြီးထွက်ပြေးလာတာ နင်ကအဖမ်းခံအောင်နေလို့ညာလား ကျွန်တော်ပဲတဲ့တန်လိုင်းရဲ့ချစ်သူပါတဲ့သူနဲ့ဒီနေ့ကျွန်တော်ချိန်ထားတယ်တဲ့ဘယ်ချိန်ရှိလဲသိအောင်လက်ကဓာတ်ကုတ်ရအောင်ကြည့်တယ် နိုင်လေ နာယီကိုကြည့်တယ် နိုင် နာယီကြည့်ပြီးဟာတဲ့အချိန်အောင်စိတ်နေပြီတဲ့အဝီကြီးဆင်းရတော့မယ် တန်တန်လေးအိမ်သွား တန်တန်လေးအိမ်သွားတော့မယ်တဲ့ဘာနဲ့သွားရင်ကောင်းမလဲတဲ့ဟေးတက်စီကားတဲ့လာစမ်းကွာတဲ့ငါ့ကိုမသိမချင်းတိုက်တတ်တယ် တန်တန်လေးအိမ်ကို တန်တန်လေးအိမ်ဖို့မကောင်းပါဘူးတဲ့ဟဲ့ဆိုင်ကဲလာစမ်းကွာတဲ့ငါ့ကိုလိုက်ပို့စမ်းတင်းတင်းကုန်းတဲ့ ကျန်ကုန်ပေးလန်း အတင်းကိုပေးတာမကောင်းပါဘူးတဲ့ကိုကကိုဘိန်းနဲ့စီးသွားတာပဲကောင်းပါလေဆိုပြီးအိမ်ထဲဝင်ပြီးတော့ပြေးဝင်သွားပြီးဘိန်းဆွဲထုတ်လာတယ်ဘိန်းဆွဲထုတ်လာတယ်ဗျာဘိန်းဆွဲထုတ်လာပြီးတော့ဘိန်းကိုကင်ပြီးစဉ်းစားတယ်ဘိန်းတော်ရပြီတဲ့ပြောင်းတယ်နဲ့မိကျစ်ပဲလို့တော့တယ် ငါဘိန်းစားဖြစ်နေပြီလား ဘိန်းတော်ရပြီတဲ့သွားဖို့ပဲလို့တယ်ဘိန်းကိုတက်ခွာတယ်ရှူဘိန်းပေါက်တယ်လားငါပေါက်တယ်လားမသိဘူးတဲ့ပြန်ဆင်းကြည့်ဘိန်းကိုကင်ကြည့်တယ်ဟာလေရော့နေလေမရှိဘူးတဲ့ဘာဖြစ်တာပါလိမ့်ဆိုဟာဘာကျွတ်ချောင်းနေတာတဲ့ဘာကျွတ်ကလေးကိုကင်ကြည့်ကျွတ်ကိုကင်တော့မြို့အောင်လှမ်းတွေ့တယ်ဘာကျွတ်ချောင်းတာဘာကျွတ်ကိုကြက်တယ်လေပြန်ထိုးရမယ်တဲ့လေထိုးတယ်ကိုအိမ်ထဲပြန်ယူမယ်ဆိုပြီးတော့ကမုံသားကြားဆွဲထုတ်တယ် လေထိုးတာကပုံကြတာတခါထားဘူး အရေးပေါ်ထည့်ထားတာလေထိုးတာနဲ့လေထိုးတာနဲ့တက်ပြီးလေထိုးတယ်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 ဘိုင်းအောင်နဲ့ရင်မနာတဲ့သွေးအန်နဲ့သေးပြီး အဲ့နဲ့ငါအသက်ပြင်းနေတော့ လေထိုးတယ်လေထိုးပြီးတော့ကင်ကြည့်တယ်ဟာတင်းနေပြီတဲ့ဟာတော်တော်တင်းနေပါလားတဲ့ဒီနေ့စောစောပြန်မယ် စောစောပြန်တဲ့လူကကျင်းတဲ့လူစောစောပြန်လိမ့်မယ်ကျင်းတဲ့လူစောစောပြန်ပါဗျာအကြောင်းပြလုပ်ဖို့အကြောင်းပြပြီးအစောကြီးပြန်နော်ကျင်းတဲ့လူအစောကြီးပြန် တင်းနေရပြီတဲ့ဆိုပြီးလေထိုးတံကိုဖြုတ်တယ်ဖြုတ်ပြီးတော့အထဲပြန်အထဲသွားသိမ့်မယ်ဆိုပြီးတော့ကမုံသားကြားတဲ့ထဲ လှုပ်ပေးလေထင်းတလောက်လည်းမဟုတ် ပြီးတော့ဇပိန်ကိုတက်ခွာဟဲ့နွားတဲ့ ဘာတော့ဟာ ရှေ့ကနွားဖြတ်သွားလို့ ကမင်းကရှေ့ရဖဲတန်းကွာဖဲတန်းကွာရှေ့ရကဖဲကွာဟိုလို့ကွာ နွားမောင်းပြီးတော့ဇပိန်ကိုညှင်းသွားတယ်ခင်ဗျာမြန်နှင်းသွားတယ်
ဟာဟိုနဲ့ကောင်မလေးအိမ်သားရောက်ပြီးဝင်သားအားရနဲ့စပိန်ကိုတောင်းထောက်ပြီးပြစ်ချလိုက်တယ်ဂိမ်း စပိန်ပြစ်ချလိုက်တာဂိမ်းကနေလား အိမ်နေတဲ့ခွေးပေါ်သွားကြတာ ဝဲဖက်ကြသားမှာဝဲဖက်ကြသားမှာ ခွေးဖြစ်လိုက်ငွားဖြစ်လိုက် မင်းတို့လည်းဘယ်တလိမ့်ဆန်ဖြစ်လို့ထင်မှန်းကို တန်တန်လေးအိမ်သားတော့ရောက်ပြီးတဲ့တန်တန်လေးကိုချက်ပေးရမယ်ခဲလေးကုန်းကောက်တယ်အားရပါရပေါက်လိုက်တယ်ဘူးတဲ့ဟာရက်စားတွေငါရက်ထားတာများသွားပြီထင်တယ်တဲ့ ရက်ကိုမရက်ရသေးဘူး အဲ့ဒါခဲနဲ့ ဘယ်ဝဲရမှမသိလို့ ခဲနဲ့တန်တန်လေးအိမ်ကိုခဲနဲ့လှမ်းပေါက်လိုက်တယ်တားပေါက်ဖတ်တယ် ဒါကဲသူတောက်ခွနေလေဗျာ ရှင်ခဲ အမလေးဘယ်ချိန်မိုးရွာလို့ရွာမှမသိဘူး ခဲနဲ့ပေါက်တယ်ခဲနဲ့ပေါက်ပြီးတော့တော့ဆိုရင်တော့တန်တန်လေးကကင်းပါပါတယ်သိပါပြီတဲ့သူ့အိမ်ကြီးကတစ်ပင်ကြီးကိုမိပြီးစောင့်တစ်ပင်ကြီးကိုမိပြီးစောင့်နေတယ်တစ်ပင်အကောက်ကြီးနည်းနည်းကောက်သေးတယ်ဒီတဲ့နည်းနည်းကောက်သေးတယ်တနေ့ကုန်ဒီတိုင်းစောင့်မယ်တဲ့မလားမချင်းစောင့်မယ်တဲ့အဲ့မှာကောင်မလေးကအိမ်ခဲမှန်တော့ထွက်လာတယ်အိမ်ရှိခန်းကိုထွက်လာပြီးတော့ဗရင်မောက်ကလေးဖွင့်ကြည့်တယ်ကောင်မလေးလှမ်းမြင်လိုက်ပြီးဟာတဲ့အိမ်ရှိမှာပန်းမင်းနဲ့ရေဖြန်းနေပါလားတဲ့ ဘယ်ကပန်းမင်းကိုရေဖြန်းနေကြတော့ဗျာ ဟာမဟုတ်ပါဘူးတဲ့ငါမျက်စိမှားတာပဲတဲ့ဟာသူ့ပဲတဲ့ကောင်မလေးကမြင်လိုက်ကိုယ်ကကောင်မလေးမြင်တော့ဝင်းသားဟာသွားပြီးပြုံးပြီးလှမ်းခေါ်တယ်အိုးအမေတဲ့ သူ့မကြီးဘာလို့ဘူးလဲ မဟုတ်လေအမေရှိလားချစ်သူတဲ့ ဒီငချင်းကောင်းကြီးကိုဘာလို့ဘူးလဲ အမေရှိလားချစ်သူတဲ့ကောင်မလေးလက်ခါပြတယ်မရှိဘူးတဲ့တကယ်မရှိဘူးလားတဲ့မရှိရင်ငါရှိရတစ်ထောင်ယူသုံးတယ် ဒီဖဲကျိုးတွေကခုတည်းကမပြီးကြသေးဘူးလားဟမ် မရှိဘူးမရှိရင်ကိုလာခဲ့မယ်တဲ့မရှိရင်ကိုလာခဲ့မယ်တဲ့ကောင်မလေးပြောတယ်ကိုမလာနဲ့ခေါင်းဖြတ်လွတ်လိုက်တယ် ဟောငါခေါင်းပြကြီးဖြစ်နေပြန်ပြီ ဟုတ်ကိုမလာနဲ့မလာခဲ့မှာပေါ့တဲ့ဒီစားနဲ့သူ့အိမ်ကိုလာမခံဘူးတဲ့ဆိုပြီးစိတ်ကောက်ပြီးကောင်လေးကတစ်ပင်ကြီးကိုပြန်ပြီးနေတယ်တစ်ပင်ကြီးကိုမီးနေငါဒီတိုင်းနေတော့ကောင်မလေးလာရဲမှာမဟုတ်ဘူးတဲ့ငါထိုင်ဆောင်မယ်ဆိုထိုင်ချလိုက်ငုံတဲ့ဖင်ကိုဆောက်နေရာရွှေ့ထိုင် တညထိုင်းတဲ့နေရာမှာငုတ်ပါလားရှိနေတယ် ထိုင်ဆောင်ကောင်မလေးတရွေ့ရွေ့လျှောက်ကောင်မလေးကသူ့နားကိုလျှောက်သူနားရောက်ကောင်မလေးအနားရောက်တော့သူကလှမ်းကြည့်ပြီးတော့ခုမှလာတယ်ဒီကမျောနေတာတဲ့ဒီကနံပြားစားခြင်းလို့တဲ့လက်ဖေးတိုင်သွားမလားတဲ့အဲ့လိုမေးတာလေနံပြားစားခြင်းလို့တဲ့ ချိန်ဘလူးမှလက်ဖက်မတောက်ဘူးနားများမစားဘူးနော် အဲ့ဒါကောင်မလေးကလည်းဘယ်လိုဖြစ်နေတာလဲတဲ့သူထိုင်ပြီးပြောတယ်ကောင်မလေးကထိုင်ပြောနေဘာဖြစ်လာလဲတဲ့ဒါစိတ်ကုပ်ကြတာလေကျတော့အဆင်ပြေတယ်ရှိမှာပေါ့သူကဇက်ကနေထားတယ်ကောင်မလေးကကျွန်မလည်းကောင်းရင်းချီအောင်စားခြင်းနဲ့တဲ့ဟိုသွားမလားတဲ့မောစီတန်းသွားမလားတဲ့အ စ်စ်ကတထွားအဆိုးကတထွားအလဲကောင်မှကောင်းရင်းလည်းနှလုံးမရှိတာလား အဲ့ဒါထားပြီးကောင်မလေးကဒါဖြင့်မသွားတော့ဘူးအိမ်ထဲသွားတော့မယ်ကောင်မလေးလက်ကလေးလှမ်းဆွဲတော့ကောင်မလေးရှက်ပြီးပါပိတ်ရိုက်အိမ်ထဲဝင်သွားတယ်ကောင်လေးကဘာလို့မှမသိရွှွန့်နေကောက်စားတယ် ဘာလို့ငါရှွန့်စားမှာ ရှက်ကိုရှက်ကန်းနဲ့ဘာလို့လုံးနေတော့ရှောက်လို့ရွှွန့်နေကောက်စားစားပြီးတော့သွားပြီးတော့ရွှွန့်နေကောက်စားပြီးဟာတဲ့ငိုင်းတာတဲ့ရွှွန့်ခဲမှာဟုတ်ကြလားမသိဘူးတစ်ပင်ကြီးပြန်မီးနေတယ် ဟောဒုက္ခပါပဲစီပင်တရားကိုပြောရစမ်းပါဗျာတစ်ပင်နေလည်းအဖြောင့်စိတ်ကြပါလို့ ဒီမျိုးမိပြီးစောင်းနေတဲ့အချိန်မှာကျွန်တော်လမ်းမေးမှာအမိုက်ကောက်နေတဲ့ဟိုကလားသေးသေးလေးထလာတယ်လားမင်းအမိုက်ပါဆုံးမပဲဒီဒုတ်တွေခဲတွေလားဆွဲရသလားဒုက္ခ ဟဲ့လူဘာလုပ်တာလဲတဲ့ ဒုတ်တွေခဲတွေမဆွဲ ခင်ဗျာဘာလုပ်နေရလဲတဲ့ကြည်သားနဲ့ဘာလုပ်နေလဲတဲ့ကျွန်တော်တန်တလေးရှိသူပါတယ်ရှားမရှိနဲ့မင်းမနေပြီတဲ့ငါဒီနားမှာသူ့မရောက်မလဲနဲ့အမိုက်ကောက်ရှင်လည်းကောက်နေမှာကောင်မလေးချစ်သူဆိုတာငါပဲကွာတဲ့ဥပရိယုတ်ကိုကြီးတဲ့နော်မင်းကလေးမြင်မချစ်မနေနိုင်တဲ့ရုပ်မျိုးတဲ့ငါပဲကွာမင်းရလာတယ်အဲငါမျက်နှာကိုသေချာကြည်သားနဲ့မျက်ကြီးတွေရှိလာတယ်ဟိုပြန်ဘာကောင်းလဲတဲ့မင်းချမှာချမယ်ထိုးကြပါလေခင်ဗျာဟိုးမိတ်ဆွေမားမယ်စဉ်းစားနော်မင်းကလေးတယောက်နဲ့ယောက်ျားရင်ရန်ဖြစ်တဲ့ခေတ်ကကြံခဲ့ပြီဘာလဲဗျာဒါကြီးကအင်မတန်သေးသိမ့်တဲ့ယောက်ျားကြီးဖြစ်တဲ့အလုပ်မင်းကလေးတယောက်နဲ့မင်းကလေးတွေအများကြီးပါနော်မြစ်တာတရားဆိုဝင်းငှသုံးလို့ရပါဘာလုံးမလဲခင်ဒါကြီးလုံးမယ်သောကြီးဗျာအမှားတော့လက်ဆွဲနှုတ်ဆက်ကျင်းနဲ့လားကျင်းနဲ့ပါတယ်ဗျာသူပြန်ထိုးကြပါလိမ့်ဗျာဟိုးမိတ်ဆွေမားမယ်နော်တတိထားအဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့
လမ်းဘေးမှာပလတ်စတစ်ကောက်တဲ့ကလာကြီးထားလာတယ်ခင်ဗျာကလာကြီးကစခုံးကြဘောကြသွားတယ်ဟဲ့ဒီဘာဖြစ်နေလဲဘာဖြစ်နေလဲဟဲ့ဒီသူ့ဘဝိုင်းထိုးပါလေရောခင်ဗျာဟိုးအဲ့လိုဖြစ်နေတဲ့အချိန်မှာဟိုလမ်းဘေးအဲ့လိုဖြစ်နေတဲ့အချိန်မှာလမ်းဘေးမှာတပြက်စီးလဲနေတဲ့မျက်စိဆုံးဆုံးကောင်လေးထားလာပါတယ်ခင်ဗျာမင်းပြောတာကြီးအောင်တပွဲလုံးမင်းတယောက်တည်းစောင်းတာအဲ့ဒီဘာဖြစ်နေတာလဲတဲ့သူ့ဘဝိုင်းထိုးပါလေရောခင်ဗျာအဲ့လိုရုပ်ရုပ်ဖြစ်နေဖြည့်ခင်းပေးဖို့ရက်ွက်ထဲကတထေးလင်မယားထွက်လာပါတယ်ခင်ဗျာအော်တထေးကလည်းနှာဘူးပဲကရေပြပြဟောနော်စုငွေလေခဏလေးဒီမှာဦးမိုးရီနဲ့အငိမ့်ဖွဲ့သားများအတွဲတဲ့ဆရာတော်ဖရာရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်ဟုတ်ပါစုတော်ငွေ2သားမိုးကုတ်ကျောင်းမများအဖွဲ့ကပေးတယ်မကြီးတို့စိတ်ချမ်းသာမိုးကုတ်ကျောင်းမများအောက်မှာအင်္ဂလိပ်လိုရေးထားဘယ်လိုရေးထားလဲ MG မောင် HL လာဒါစိတ်မှတ်တာထင်3လုံးပေါင်းတော့မောင်ဖို့ထင်ကရေမိုးကုတ်ဖက်အားလုံးကျောင်းမများဖွဲ့ကျောင်းမများအားလုံးစိတ်ချမ်းသာရေးကိုကြီးကျမ်းမာရေးနဲ့တလုံးတဝါကြီးပြည့်စုံပြီးတော့နော်သာသနာအကျိုးလည်းဒီထက်မကစတဲ့တဘိုးထမ်းဆောင်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့တရပါတယ်ရှင်ဟုတ်ကဲ့ရှင်ကိုရေကိုတို့တခုလောက်မေးနေတယ်ကားမှာအရေးကြီးဆုံးပါလဲရှင်ကားမှာအရေးကြီးဆုံးကတော့ဘောဗရိတ်ဟောဗရိတ်ကားမှာအရေးကြီးဆုံးဗရိတ်ရှင်ဘယ်နေရာသွားစီကန်းလေးတွေနဲ့လှုပ်လှုပ်ကြရတယ်။ကားမှလည်း break ကလေးအုပ်မှအဆင်ပြေမယ်။ချက်ချင်း break ကိုနင်းလား။ဟုတ်ကဲ့။ဟုတ်လား။ဒါကြောင့်လေကားမှရေးကြီးသွား break အကိုတို့ကလည်းတဏ္ဍာနဲ့က break ဆိုတာနဲ့ break အကလေးလိုရက်ထားရမယ်။တို့ကနင်းတဲ့အတူတူကားရမှာ။ဟုတ်ကဲ့။နင်းက break ဆိုတာနဲ့ငါတို့ကရက်မှာ။ဟုတ်တယ်။ဟိုရက်လို့ရတဲ့နေရာရပြီမရတဲ့နေရာကျတော့မရနိုင်ဘူးကလည်း။ကိုရေ break ကိုကမယ်။ဟုတ်ကဲ့လက်ခုံရည်တိတ်တိတ်မကြီးနဲ့အားလုံးရိပ်ပြီးသွားမယ် break တို့ကရက်ပါလေလူမြလေးနဲ့တွင်လို့တက်တော့မျက်စောင်းလေးနဲ့တိတ်တိတ်မထုံးနဲ့အားလုံးရိပ်ပြီးသွားမယ် break ရက်တဲ့နေရာကွက်တိဖြစ်နေတယ် break လေးဖမ်းပြီးတိတ်အရင်မပြုတ်နဲ့တော့မပေးချင်ဘူးက break ဂျုံလျောက်ချင်းစိတ်ဘရေလေးဖမ်းပြီးတိတ်တော်သတင်းလာရောက်ပါပြီခင်ဗျာ break hey လူမြလေးနဲ့တွဲလို့တက်တော့မျက်စောင်းလေးနဲ့တိတ်တိတ်မထုံးနဲ့အားလုံးရိပ်ပြီးသွားမယ် break နဲဟာအရင်လာတာပဲဘကကလေးနဲ့ဘယ်လိုလေးလဲကွာ break လေးဖမ်းပြီးတိတ်ဒါကလန်းကလေး break ဂျုံနေအောင်ချစ်စိတ် break လေးဖမ်းပြီးတိတ်ကိုရှာရင်လည်းရပ်ပါလားရဲ့ချီးပါတော့လူမိဆိုတော့ဘယ်လိုလုပ်အောင်မသိဘူး break လာလိုက်လားနားလေးလက်ခုံရည်တိတ်
နှလုံးရထုံးပြီ ဒီတာချိန်ထိုးတာလွဲသွား လူပြန်လေးနဲ့တန်လို့ပြတ်တော့ညဆောင်ရင်းနဲ့တစ်သိမလို့နဲ့အားလုံးရိပ်ပြီးတော့မယ် break နင်ပရိတ်အချိန်မီလို့နင်မငါမိတယ် break 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 လေပါတီတီ break break don't let out just say break လေပါတီတီဘာဖြစ်လို့လဲကို ရရမလုံနဲ့ ဘာဖြစ်လို့လဲ ဒီမှာပြုတ်ကြတာကိုဟောစားမဲ့ဘဲဥတွေကွဲကုန်ပြီ ကိုကောင်းဆိုင် ဟဲ့ ဟိုရေလေးလာပါဦးလက်ခုပ်တီးပြိတ္တတွေကပြခြင်းနဲ့အကြောင်းကပြခြင်းနော်ကိုတို့ကလည်းလက်ခုပ်တီးဘဝကလက်ခုပ်တီးတက်တက်ဂျေးဂျေး လက်ကောက်လက်ကောက်ကြည့်ကြပါ ရတယ် တက်တက်ဂျေးဂျေး ဒီအောင်ကြည့်သမှာ ကောင်မလေးကပြောတယ်တွေ့လားတက်တာနဲ့ဂျေတက်တာနဲ့ဂျေ တက်တက်ချင်းနင်းနမတက်တက် တက် ချင်း တက်ပြေးပါနင်းမလေးတက် ခုပ်တီးကကြမယ်နော် ဟေးဟေး ဟလာ ဘာမှဖြစ်တာမဟုတ်သူ့ဘာကြီးသူဆုံးမှာ ညီညာရက ဒီမယ်နော် လက်ကုပ်လေး break break လက်ခုပ်တီးကဟုတ်တယ်မ အဲ့ဒီ လား လိုအပြိုင်အဆိုင်အဲ့ဒီလိုအပြိုင်အဆိုင်ကချင်တာ သူကအပြိုင်ဆိုင်နဲ့ကချင်တာ ချချင် အပြိုင်ဆိုင်ဆိုတာဒီလိုက် ရွာသားလည်းမနေဘူးမပြီးမကန်းဘူးလဲလေ ဟဲ့ အပြိုင်ဆိုင် ခလုတ်တွေပါလိမ့်မယ်တိုက်သွားမလားအောင်မလားကဲလာဟဲ့ပတ်စံလေး ဟမ်ပတ်စံ လူက ပတ်စံလေးရှိတယ်လေဖွက်ထားတယ် ကပေးသားမှာအခုနပတ်စံလေးပေးသား ။မြ မှာ တ်ပေးရမှာဆိုလို့ဖွက် ဟောရှိတယ်ပေးသားကပေးငါ့လောဆယ်ခဏချီးတာပေးသား ။အခုကျွန်တော်စီကကြီးစားမလို့လား မင်းဘောဒီပတ်စံချီးတာပါဒီမှာတောက် ။တယောက်တော့လား တောက်ပေးသားဟို ။ တောက် ကဲရောတယောက် ကဲလာကဲပေးမိဘများရှိမှာ မဟုတ်ဘူးလေ တယောက်တသိန်းစီ ဘာလို့ 30လာလောင်းရေးစားကြီးလို့လောင်းရေးစားကြီး ဩ လောင်းရေးစားကြီးပါ ဆုချတဲ့လူတွေကုသိုလ်ရအောင်လောင်းကြီးစားရေးလုပ်မယ် ကျွန်တော်တို့မှာဒီမှာဆိုစာရေးထားတယ်ဟဲ့မ ဘလို့ရေး ကျွန် လား တော်တို့ဆရာကျွန်တော်ကိုရံပိုင်ဆိုးရဆိုစာရေးထားတယ်ဒီအပွဲစည်းနဲ့လာတာအရက်ဒေစာမတောက်သားနော်အရက်ဒေစာမတောက်စားရညတာမြမစောပါနော်ဗျာလောင်းကစားမလုပ်ရလူကြီးများမှာအပါပြီးတော့ရေးထားတာနော်လာ ကိုရံပိုင်ဆိုးက ကိုရံပိုင်ဆိုရေး လူကြီးများမှာအပဆို လူကြီးများမှာအပါကဲလာ သူဆိုရတဲ့ချင်းလေးမကြောက်တောင်းနေမှာဆိုတာ ကောင်းတယ်တချင်းလေးမစိုးဘူးကိုရံပိုင်တို့တချင်းလေးတွေသိလား ဟဲ့ပါလဲ တယ် လာမင်းလာခိုင်းတာ ဘာခိုင်းတာ ကဲဒါ ဘာလို့ ကဲအဲ့တော့ကျွန်တော်ရှေ့တုန်းကပြက်လုံးကြီးတွေပြက်ဒါဗီဒီယိုကိုရိုက်လို့မရဘူးဗီဒီယိုရိုက်လို့ရှိရင်လည်းစင်စာခွင့်ပြုမှလည်းမဟုတ်ဘူးအဲ့တော့ခလေးလေးတွေစာအုပ်နဲ့ဘောပင်နဲ့ရှိရင်အဲ့ပြက်လုံးလေးတွေကိုမှတ်မယ်ဆိုရင်မှတ်တာထားလိုက် နောင်လာနောင်သားတွေ နောင်လာနောင်သားတွေမှတ်မိအောင်ရှေ့ပြက်လုံးတွေပြက်ပြမယ်ဦးမော့နဲ့ဦးမိုးလေးနဲ့ 2000ကျိတ်လို့ဘာလို့တိုင်အကောက်ရှိသေးတယ်တိုင်အကောက်ရှိသေးတယ် ပတ်စံလေးကဘာလို့ အလောင်း လောင်းစားလို့ ဘာလောင်းစား ဟမ် လောင်းစားလို့မလုံးနဲ့ ဘာဖြစ်လို့လဲ တို့ရက်ွယ်ထဲမှာလောင်းစားလို့ငတ်တဲ့လူတွေငတ်ကုန် ဟာဘူးလုံး ငါလေး ဒုက္ခ သိရသားနဲ့မိုက်နေ ဒီအသက်อยู่အသက်อยู่သိရတာနဲ့အဲ့ဒါကြီးသိရတာနဲ့သိရသူမသိဘူးမဟုတ်ဘူးအကုန်သိတယ်အကုန်သိတယ်ဇွတ်ကိုတိုးနေတာမတတ်ဘူးဟုတ်တယ်ဘာမလို့ဘာဦးလေးဦးနောက်ဖေးသွား ဟုတ်ပြီဟဲ့တိုင်ကိုပဲတိုင်ကိုပဲ အဲ့ဒါဘာလို့မှလဲအဲ့ လောင်ရည်စားကြီးဗျာ ဘယ်လိုလောင်းမလဲ လောင်ရည်စားကြီး ဟိုမှာဟိုဘက်ကဘာတောင်းတဲ့ 2000 ဒီဘက်ကဘယ်လောက်တဲ့ 2000 ပေးငါမဆက်ခန်းသွားမယ် လုပ်ပြန် မ ကျ ဆက် န်2000ဘာလို့မှသဘောမထား အဲ့တော့ညီမကျွန်တော် ပြောလိုက်တာလို့ နော်ကျွန်တော်မေးတာကိုကိုမိုးကြီးကျွန်တော်မေးတာကိုခမရမဖြေနိုင်ဘူးဆိုရင်တော့ခမရပတ်စံကိုကျွန်တော်ယူမယ် အဲ နော်ကျွန်တော်မေးတာကိုခမရဖြေနိုင်တယ်ဆိုရင်တော့ကျွန်တော်ဟာစားပေါ့ ထွေးဘာလို့မင်းဟာစား ပတ်စံယူလေ ပတ်စံယူမယ်ပြော ကဲလား ကျွန် ကျွန် တော် တော် 2000တိုင်ကအကောက်2000 ဒါပါဒီစမ်းပါအဲ့ဒါကြမ်းပြီလားကျွန်တော်မမေးမယ်မကြီးပင်အဲ့ဒါဘာပင်လဲကဲ ဟောဘယ်လိုလုပ်လောင်းစားပကြီးပင်ဘာပင်လဲဒင်းမေလင်ပင်ကဲ တော်မျက်စိလေ တခြားမင်း ဩဒုက္ခပါပြီ အဲ့တခမ်းမွေးဟာလုတ်လိုက်မရှင်းကြီးပဲ ဟုတ်လေအရွက်အဲ့မကြီးပင်မှာအရွက်ဘယ်နှရွက်ရှိတယ်လဲအရွက်ဘယ်နှရွက်ရှိတယ်လဲ ဟာမကြီးပင်ပဲရွက်တွေအများကြီးလူကြီးတိုင်းမှာတော့ နှစ်ရွက်ထက်ရှိပါတယ်ဗျာ ဘာဖြစ်လို့တော့ မကြီးပေါက်စားရွက်နှစ်ခွာတဲ့နှစ်ရွက်ထဲရှိတယ်နောက်မှတဖြည်းဖြည်းများလာတာရှင်းပါတယ်နော် ဒီဘဲညံများတာပဲကဲလက်ထက် တိုင်ကိုအကောက်2000ပြီ မင်းငါမေးမယ်
ကဲဒါပြင်အဲ့မကြီးပင်ကချိုပင်လားရှင်ပင်လား ချိုးဆိုအချင်းနဲ့စားမှာအချင်းဆိုအချိုနဲ့စားမှာအဲ့ချောချင်းမင်း မားတယ် ဘာတော့ အဖြုံးပင် ပြောတာပဲကဲပြောနေမနာမလား လာပြန်တဲ့ တပင်းစီအကောက်တောင် အပြုံးမဆိုအဲ့ပြန်မကြီးပင်ကတီးတယ်မကြီးတီးရနော်ကိုယ်တီးသလားဖြောင်းတီးသလား ငါကွေးဆိုနေအဖြောင်းပြောမှာအဖြောင်းဆိုကွေးပြောမှာကွေးဖြောင်း အာဟာမားတယ်တစ်စစ်တီးတစ်စစ်တီး တစ်ချက်ကဲအဲ့ဒီမကြီးသီးတစ်ချက်သီးကအစိပန်တစ်စီးရှိ အဲ့ဒါဆိုရင်နင်ရှုံးပြီတစ်စစ်တီးဆိုမှဒစီပေါ့ဟာ မားတယ် ဘာဖြစ်လို့ မား တော့ တယ်တစ်စီးမှမရှိဘူး ဘာဖြစ်လို့ ရှင်စားသွားလို့ဟောပါလေရှင်းတယ်မိလိုက်လို့ အကြီးတဲ့ရှင့်ရလာစားသွားပြီ ခုနတက်သွားတာမြင်လိုက်တယ် အဲ့စားသွားတဲ့ရှင့်ရထဲစားသွားတဲ့ရှင့်ရအရှေ့ကိုင်းပြေးလားအနောက်ကိုင်းပြေးလားတောင်ကိုင်းပြေးလားမြောက်ကိုင်းပြေးလားဘယ်ကိုင်းပြေး ဟာမင်းညံတော့တော့မင်းအရှိဆိုအနောက်ပြောမှာတောင်ဆိုမြောက်ပြောမှာဟဲ့ပတ်ပတ်လေပြေးတယ် ဘယ်မှမပြေးနိုင်ဘူးအောက်ကြတာခွေးစားသွားလို့အောက်ကြတာခွေးစားသွားလို့ဘယ်မှမပြေးနိုင်ဘူး ကဲလာကဲအဲ့ဒီရှင်းကိုစားသွားတဲ့ခွေးဟာအမွေးဘယ်နှပင်ရှိလဲပြောသားမင်းကဲ ခွေးအမွေးပင်နဲ့ပင်ရှိတယ်နရွက်ကလေးတောင်မှမရည်နိုင်ဘူးညာအဘာတို့ တပင်းမှမရှိဘူး ဘာဖြစ်လို့ ဝဲစားထားလို့ အရေးထဲမှာခွေးဝဲစားနဲ့များလာတွေ့နေရသေးတယ်ကဲလာထက်ကဲလာအဲ့လိုတော့ဝဲစားထားလို့အဲ့လိုဆိုတန်တန်လေးရဲ့အမေကြီးလေဟိုမှာအိတ်နေတယ်ဟိုမှာနော်ပက်လက်ကြီးကိုလမ်းနေတာပဲအိတ်နေတာနော်တော်ကြီးကန်ကြီးကိုရေမုံခွဲထားသလားအောင်မရတယ်သိလား မလေး အိတ်လာကြလေ တော့လေ့လာတယ်သူပဲရှိတယ် အေးပါတန်တန်လေးရဲ့အမေမှာအမွေးပင်နဲ့ပင်ရှိတယ် တဏ္ဍာလေးရဲ့အမေမှာအမွေးပင်တစ်ပင်ရှိလေတဲ့သူ့ယောက်ျားကိုစိန်ရိုးတော်မသိဘူး တပင်းမှမရှိဘူးတပင်းမှမရှိဘူး ဘာဖြစ်လို့တော့ ဝဲစားထားလို့ ဒါကြောင့်မလို့ဒီမိန်းမကြီးငါ့ရှိမှာဝဲစင်းလာဝဲခိုင်းနေတာ အရှင်ဘုရားတပည့်တော်ခွင့်လို့ပါဖေရမြတ်စွာဘုရားဘယ်ရွာသားလဲကွာ ဟာမေးဘေးမူးကျိုးပြစ်တော့မှာပဲပောက်ကြရလျှောက်ပြီးတော့မေးနေ ငါအပြည့်အကုန်လုံးပါမှာမြတ်စွာဘုရားဘယ်ရွာ မြ သား တ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာပြင်းတယောက်တည်းပြစ်ပါဗျာအဲ့ဒါမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာသူခေါ်တော့မြတ်စွာဘုရားသခင်ကတော့သိတ္တထလောင်းလျာကနေခေါ်တော့ဘုရားဖြစ်တာသိတ္တထမင်းသားကကပ္ပိလဝပြည်မှာမိဘကပ္ပိလဝပြည်သား ပါတယ်ကျမ်းဂန်ထဲမှာပြန်ကြည့်စာထဲမှာပြန်ကြည့်ယေနဘဂဝါဆိုခြင်းကြောင့်မြတ်စွာဘုရားယေနကြောင့်သား ဟာ ယေနဘဂဝါတဏှုပါဏိကဥပါဏိကမေဘဂဝါတာဝုရိယဝိရတဲ့ဇေတဝဏိအနန္တပိဋိကတဲ့အာရမေဆိုတာဒါကြီးလည်းသူဖတ်ဘူးမှလည်းမဟုတ်ပါဘူး ကိုနိုင်ပြီးတော့ဆိုပြီးလျှောက်ပောက်ကြရတယ်ပြောနေကြတာပဲဒီကောမိုးကျိုးကတော့ပြစ်တော့မှာပဲတော်ပါသေးရဲ့ကောတကွဲစီသွားလို့ကဲလား ကိုကကိုတင်းပြီးတော့အစောကြီးပြန်တာမဟုတ်ဘာလို့တကွဲစီဟိုအိမ်မလည်းသူမိမသူနှိမ့်ဆက်တယ်မိမကိုလည်းဂလုံဖြစ်ကြရောဝေးသွားတယ် မင်းကမင်းပဲ နှချောင်းနေ မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးအားတဲ့ဘောဓိပင်နဲ့ရွှေပလင်ကိုအောင်မြင်ပြီးတော့ရာဇဂိုပြည်တွင်းကိုဆွမ်းခံကြွတယ်ဘယ်ငါစပြီးဆွမ်းခံ ဟာအဲ့ဒါဘယ်ကျမ်းဂန်ဘယ်စာထဲမှာမပါဘူးလေမသိဘူးလေဒါတော့ အဲ့ဒါမင်းမသိလို့ဗောပေးစားတယ် ဘာဖြစ်လို့တော့ အစွန်ဆုံးရင်ငါစခံတာ ကလေးတွေမှတ်ကြနော်ပညာရှိပြောတော့တာမှတ်ချအစွန်ဆုံးအိမ်ကခန္ဓာတဲ့ကဲမှတ်ကြကဲလာထဲမှနဲ့တောင်မြန်ထဲကဲအဲ့ဆွမ်းခံတော့ကဲဆွမ်းခံတဲ့တပိတ်ကဘာအယောင်လဲ ဟာ တပိတ်ကဘာအယောင်လဲ မင်းရှုံးပြီပြီးတော့တပည့်အမဲဗော ပါ ဟာ တယ်အနဲ့ အမဲနဲ့မတူဘူးလား ဘသူအမေကအနဲ့ကအနဲ့မတူ ကဲတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဟာဆွမ်းဖုံးပေးတော့ဘယ်ဘက်ကိုလှည့်ပြီးဖုံး အ ပေး မလေးကလေးတော်မှသိရနေထွက်ရအရှိဘက်ကိုလှည့်ပြီးတော့ဖုံးပေးတာ မှားတယ်တိတိကျကျပြောရရင်တပိတ်ဖက်လှည့်ဖုံးပေးတာဟာ အမလေးပညာရှိမှတ်ကြပါကလေးတွေမှတ်ကြကဲလာကဲတပိတ်ဘက်ကိုလှည့်ဖုံးပေးတော့ကဲဘယ်နှလုံးဖုံးပေးတယ်လဲကွာ မရောမတင်40နဲ့ကိုလို့ မှားတယ်မဝါမချင်းဘာမယောမတင်း40မဝါမချင်း ကတိကနာပြောမင်းတို့ကပြောမယ်ဘယ်လုံးမှငရုတ်သီးဆက်ကပြော အဘယ်လုံးမယုံသိဆက်တယ်ဘယ်ကျန်းကန်ထဲမှာမပါဘူးလေ ကိုက်မိတဲ့လုံးမှဆက်တော့ အမလီမှတ်ကြပါခလေးတွေမှတ်ကြကဲလာကဲဓမ္မကဲနင့်ငါမေးမယ်ကဲဓမ္မကဲနားနေတာဗမာနားနေတယ်လဲကွာ အာမင်းနားနေတာဒီမှာနားနေလေစာနဲ့ပင်နဲ့တော့ပြောလို့ရတယ်စေတဝန်နဲ့ဇေတဝန်ကျောင်းတော်နိုင်ဝိဟာရတိနေတော်မူ၏ ဟာနင့်ငါမေးတာနားနေတာမေးတာလေ
နားနေတယ်ဆိုတာမသိမချင်းမှတ်တာနားနေတာနှထင်ရဲ့နောက်မှာနားနေတာကဇေတဝန်တွေဇေတဝန်ကျောင်းတော်၌ကျောင်းတော်မှာနှိုက်ရုံနေနှိုက်တာလာရဇေတဝန်ကျောင်းတော်၌တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာဘောဓိပင်နဲ့ရွှေပလင်ကိုအောင်မြင်ပြီးသကလားလောကလုံးမှာဖျားဖြစ်ပြီးဟဲလို့ကျင်ညာလိုက်တယ်ဆိုရင်မဲလူနဲ့မြမာတွေဟာကြည်ညိုကြလုံးလုံးမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်ကြတရားဟောမှာလားတရားဟောမှာဆိုငါပရိသတ်ပြန်ချိန်ပေးမယ်အလောင်းစားလုပ်နေတယ်လေကြည်ညိုလုံးလုံးတရားလုံးလုံးလာရောက်ပြီးတော့ဖူမြောကြတယ်ကြောကြတယ်အဲ့ဒီထဲမှာသူဇတာဆိုတဲ့သေသမီးလေးကလည်းပါလာပြန်တယ်ဩဓမ္မဂရိကနဂတော်ရွှေဘိုသိမ့်နဲ့လာတွေ့သူဇတာဆိုတဲ့သေသမီးလေးကလည်းပါလာပြန်တယ်လို့ဘလူပါလာတဲ့ပရိသတ်သူဇတာပါဖေဘလို့ကောထီကြီးမလဲအဲ့ဒါအကောက်မှမရောက်ပြီးပွားနေအဲ့ဒီသူဇတာဆိုတဲ့မင်းသမီးသေသမီးလေးကလည်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတရားရည်အမြိတ်သေးတရွေတဲ့ခါမှာဟုတ်ပါကြည်ညိုနုံဆိုပြီးတော့အလောင်းစားနေတရားရွှေပလာကြီးနဲ့ကနန်တို့သွမ်းကိုချက်ကတ်တယ်လို့နော်အဲ့ဒါချက်ကတ်တယ်ဘယ်မှာချက်ကတ်လဲသိလားအမလေးဘောဒီမအောင်မှာချက်ကတ်ထားမားတယ်ချက်ကတ်တဲ့ဖိုက်မှာနင်တိမှာဆိုလို့ရှောက်ကိုွေပြီးတော့တရားနာနဲ့လုံနေရတာဒီလိုအောင်မလေးသူတော်မှနှစ်ထင်းတောင်နားရောက်သွားသေးတာငါလည်းချက်ပိုက်ရောက်သွားတာဗောဘယ်နဲ့တာသူ့အပင်ကြတော့3ရွက်တယ်ကဲ3000လေးလို့ဆမ်းပါကဲ3000လေးကဲနင့်ငါအစမေးမယ်အောင်မရှင်ဘုရားကြောပါဖေအားလုံးမကြောပါတယ်ဖေကဲဓမ္မနင့်ငါမေးမယ်တို့ဘုရားလောင်းတော်တို့ဘုရားလောင်းသိထတာမင်းသားတို့မိရွေးတော်တို့ဂော်ဘီတုတ်တယ်ကြီးနဲ့နော်အဲ့ဟဲ့မိရွေးတော်ဂေါရမီနဲ့ဂေါရမီကဂော်ဘီတုတ်ကျွန်တော်မှားလားအဲ့ဂေါရမီနဲ့ဂေါ်ရီမဗျာဘာနဲ့ဗျာတို့ဘုရားလောင်းနဲ့အကြောင်းပါတာဗျာဘာသူ့နဲ့ဟိုရတော်မှာဓာယာကြီးနဲ့ဆိုတာလေရတော်တရားဘာလို့ဟောလဲရတော်တရားနဲ့မိုးကျိုးနဲ့မင်းတွေ့တော့မှာပါပဲရတော်တရားနဲ့အကြောင်းပါပြီးသားတော်လေးထမင်းနဲ့ဟုလာအောင်မွေးတယ်ပေါ့နော်ဟုလားရောင်းနဲ့ထမင်းနဲ့တူးလားမင်းကိုမိုးကျိုးပုတ်တော့မယ်နော်မိုးကျိုးပြစ်မှာမိုးကျိုးမပြည့်နိုင်ဘူးတရားမင်းမအောင်သူမိမလွတ်လိုက်မှာဒါအောင်မိုးကျိုးပုတ်မယ်လို့ပြောနေတာအဲ့ဒါမှကဲမမေငါစီကိုတောင်းမှန်ပြီးပြီကဲအဲ့တော့ထွက်တယ်ဗျာတော့မြင်းကိုစီးသွားတာလေသိရမလားမြင်းကိုစီးသွားတယ်မြင်းอ่ะအဲ့ဒါမြင်းဒီလားမြင်းမလားပြောတာမြင်းအထီးကွာမြင်းမဘာဖြစ်လို့တို့ကျန်းကန်ထဲမှာပြန်ကြည့်စားထဲမှာပြန်ကြည့်ဆန်းတော့ပဲပြည့်အပြည့်မကွာမောင်ဆန်းတကိုရီမြင်းလီမပါမြင်းမမဟုတ်လေခန္ဒီကတော့မဲ့တာဘောကမြင်းဒီဆိုမှတော့လုတ်တကလို့မဲ့မှာပေါ့မင်းငါတော့နောင်လာနောင်သားပြည်သူပြည်သားလေးသိအောင်ဆိုပြီးဆန်တော်ပေကကြီးမှာစကားကြီးသုံးခုတောင်ပြောသွားသေးတာပြောလေဒီ1 2 3အမလေးတန်တန်လေးနဲ့ငါလည်းညခလေးနှစ်ယောက်ကွာအမဟဲ့ရေရပါဗျမြမဆိုတာတမိုင်းလာတဲ့အာဇာနည်မျိုးပါမှန်တယ်မြမတွေ့ဆွေးနေတယ်ဆိုတာကဘာတုံအောင်ကြော်ကြားခဲ့ပါတယ်လွတ်လပ်ရေးတိုက်ပွဲကာလမှာသမီးတို့အဖိုးဖွားတွေကြွေးကြော်ခဲ့တယ်တခါတော့ကကြွေးကြော်တယ်ဆိုတဲ့ချင်းလေးနဲ့ဂုံးယူတင်ဆက်ပြရစီလို့လားရှင်ကြားပါဗျာကြားပါတုံအောင်ကြွေးကြော်နိုင်ငံကိုသိချစ်တဲ့အစင်လာတွေနဲ့ပြောခွေ၆လာခဲ့ရင်မကြောက်ပါတော့မြောက်လာခဲ့ရင်မမြောက်ပါတော့၆လာခဲ့ရင်မကြောက်ပါတော့မြောက်လာခဲ့ရင်မမြောက်ပါတော့ဘသူအောင်မှကျွန်တော်ဘောက်တို့မခံတိုက်ပွဲဝင်သေးတယ်ဟောသခင်မြေသခင်မြေဘူးနေဖွားတွေခေအော်ကြွေးကြော်စိုးငယ်ဘူးလေ
ကွေးထောင်လာခဲ့ရင် ကြောက်ပါနော် မြောက်လာခဲ့ရင် မမြောက်ပါနော် ထောင်လာခဲ့ရင် ကြောက်ပါနော် မြောက်လာခဲ့ရင် ကြောက်ပါနော် ဘသူအောင်မကြုံတော့တူမခံတိုက်ကွမ်းဝင်နေတဲ့ခေါ် တခင်မျိုးဟဲ့တော့ပါမတခင်မျိုးဟဲ့တော့ပါမ ဘုန်းနဲ့ဖွားတွေဟစ်အော်ကြွေးကြော်ဆုံးခဲ့ဘူးတဲ့နော် ကိုမိုးရီကမင်းသမီးကနေဘာလို့တော့ကြည့်နေမင်းသမီးကနေဘာလို့တော့ကြည့်နေမင်းသမီးကနေဘာလို့တော့တောင်ကြည့်နေရတာတော့ ကြည့်လို့ကြည့်တာကြည့်လို့ကြည့်တာကြည့်လို့ကြည့်တာကောင်းလေကြည့်လို့ကြည့်တာကြည့်လို့ကြည့်တာကြည့်လို့ကြည့်တာပါ မင်းသမီးကလည်းကြည့်တာမင်းသမီးကိုချစ်လို့ကြည့်တာလားကြိုက်လို့ကြည့်တာလားလိုချင်လို့ကြည့်တာလားချစ်လို့ကြည့်တာလားကြိုက်လို့ကြည့်တာလားလိုချင်လို့ကြည့်တာလား ချစ်လို့ကြည့်တာမကောင်းလေးကိုချစ်နေလို့ကြည့်တာမေတ္တာရှိလို့ကြည့်တာချစ်လို့ကြည့်တာပါ ဆရာတော်မင်းသမီးကိုချင်ငါ့ကိုပြောပါလားငါရေမလေးပါလေမမေးမှာပေါ့ရေမလေးပါလေမမေးမှာရေမလေးမပေးမှာပေါ့ငါရေမငိုတော့ပြီလေမင်းသမီးကမင်းကိုချစ်သွားမယ်ကြိုက်သွားမယ်ချစ်သွားမယ်ကြိုက်သွားမယ်ချစ်သွားမယ်ကြိုက်သွားမယ် မသိဘူး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 ဒီမတ်မမမေးသမရေမတ်ကိုလို့မမေးသမမမေးသမမင်းသမီးကိုချစ်တယ်မမေးသမ သန္တာလေးကိုလိုချင်ငါရေမလေးပါလေမပေးမယ်တော့ရေမရေတစ်ခွက်မြန်မြန်အောင်တော့ရေတစ်ခွက်မြန်အောင်တော့ကဒီရေတစ်ခွက်မြန်အောင်တော့ကဒီရေတစ်ခွက်မြန်အောင်တော့ကကြီး တော့ရေမမရှိဘူးရေကိုကဘယ်မှာရှိမှာဘယ်မှာတော့မရေကိုလည်းမရှိဘူးဘာမှ တော့ရေမရှိရေခွက်မရှိလဲပေါ်စီရန်တော့ပြီလက်ဖေးဆိုင်ပကလုံးငါပြီးတော့ရေတစ်ခွက်လောက်ငါခဲ့ပါလားရေတစ်ခွက်လောက်ငါပါလားရေတစ်ခွက်လောက်ငါခဲ့ပါလား သမီးတိုင်းကလည်းမသိလို့မငါဘူးမငါရေကိုမငါဘူးရေကိုမငါဘူးမသိလို့မငါနိုင်ဘူးတဲ့ အဖေလည်းမယုံလို့မငါဘူးဆိုလည်းမသမီးအမေချင်းရတန်တန်လေးရအမေချင်းရနှုတ်စီဝင်နဲ့ခဲပါလား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  သူ့မင်းချင်းကနှုတ်ရောကတော့မလုပ်ပါနဲ့အဲ့ဒါသူ့မင်းသေးပေါက်တဲ့ကို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 သေးပေါက်တဲ့ခွဲ ကျမပြလေမသမီးအမေရလည်းနှုတ်စီဝင်နဲ့မသေးပါလားနှုတ်စီဝင်နဲ့မသေးပါလားနှုတ်စီဝင်နဲ့မသေးပါလားနှုတ်စီဝင်နဲ့သေးပါတော့နှခမ်းပန်းသားတွေရှာမကုန်လား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 ရှာမကုန်ရှာမကုန်လား ရှာမင်းနဲ့ရှာမင်းနဲ့ရှာသူ့အပေါက်တယ်ဘာဖြစ်သူ့အပေါက်ပေါက်နေကြတော့လက်တဲ့ပေါက်နေကြတော့လက်တဲ့ နောက်ကောမသမီးအမေတန်တန်လေးကိုနှုတ်စီဝင်နဲ့မပေါက်စတဲ့ပလတ်စိတ်နဲ့ပေါက်ပါစေကျွတ်ကျွတ်နဲ့ပေါက်ပါစေပလတ်စိတ်နဲ့ပေါက်ပါစေကျွတ်ကျွတ်နဲ့ပေါက်ပါစေပလတ်စိတ်နဲ့ပေါက်ပါစေကျွတ်ကျွတ်နဲ့ပေါက်ပါစေ ဘယ်လိုမလဲပလက်စင်နဲ့ပေါက်လို့ဟိုတော့ပလက်စင်နဲ့ပေါက်တာပလက်စင်ကြီးပေါက်ပြီးတော့တင်းပြီးတော့ဖမ်းဆိုခွဲပြီးမျက်စိကြီးမှန်ကောင်မျက်နှာကြီးမှန်ကောင်ငါမျက်စိကြီးမှန်ကောင်လား ရှာပြင်းနဲ့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 မင်းကြီးဘလို့ရေတစ်ခွက်လာမယ်မရအောင်တော့ရေမလေးပါလေမပေးမယ်ရေမလေးမရေလာမယ်မရအောင်တော့ခက်ကြီး ဘယ်ကိုရောမလဲရေတံမှုတဲ့ရေကိုရောမလဲဘယ်ရေဦးတဲ့ရေဦးမစင်ဦးတဲ့ရေဦးရောမတိုင်ကြီးတဲ့ရေဦးရောမလားရေကန်တဲ့ရေဦးရောမချောင်းတဲ့ရေဦးရောမမြစ်တဲ့ရေဦးဘယ်ရေရောမလဲတဲကုန်းရေဦးရောမပတိကုန်းရေဦးရောမပေါင်းတဲ့ရေဦးရောမလားဘဘကရေဦးရောမလဲလင်းကရေဦးဒီကုန်းရေဦးရောမပေါင်းတဲ့ရေဦးရောမလားဒီပလန်ရေဦးရောမလားမင်းသားရေဦးမစစ်ကွင်းရေဦးရောမလားအောက်ကရေဦးရော30ရေဦးရောရန်ကုန်ရေဦးတောင်းကလာရေမြောက်ကလာရေဦးလမလေးရေဦးရောပဲပြောက်တဲ့လူပြောနေသေးလေကဲရွှေလေးစုရှင်တန်တာလေးနော်အိုးစီတစ်လုံးကနေနှလုံးကနေသုံးလုံး ဟုတ်ကဲ့ သုံးလုံးကနေလေးလုံးရွှေလေးကိုစုရတာဘာဖြစ်လို့ရလဲပညာလောဘကြတော့အဲ့နာလောဘကြီးတဲ့ကလေးမလေး နှလုံးပြီးနှလုံးတိုးလာမယ် ဩတန်တာလေးတီးတော့မယ်ပေါ့တန်တာလား နှလုံးကနေ3လုံးကနေ4လုံးဟာ4လုံးလောက်ဆိုတော့မူးတော့ပါပြီ တန်တာလေးအိုးစီတေချာတီး ဟုတ်ကဲ့ ။မလေးကအိုးစီလက်တိတတ်တယ်။စောင်းလက်တိတတ်တယ်။တရောလည်းထုတ်တတ်တယ်။တရောထုတ်တယ်အောင်မနောက်ကတင်ငွေဆိုတာသိတယ်မလား ဒီတော့တပည့်တော်ဆရာပဲ ။ဘာအဲ့ဒါငါတပည့် ဘာဖြစ်လို့ ငါစသင်ပေးတာတရောဘလူသင်ပေးတာလည်းမေးလိုက် ဟုတ်လား ။ငါစသင်ပေးတော့တရောထုတ်တာမှလို့ငါစောင့်ပြီးတော့ထိုးလိုက်ဘိုးကျိုးသွားလိုက်ဘိုးလဲလိုက်ရ။စောင့်ပြီးတော့ထိုးလိုက်ရင်ဘိုးကျိုးသွားရင်ဘိုးလဲလိုက်ရရင်ဘိုးလဲပါများတော့လေမင်းတင်ငွေနောက်ကိုဘဲလေးတွေမကတ်တော့ဘူးသိလား။ရေထဲမြင်ငုံငုံဖြစ် ကဲဦးစီဒီမှာတို့ ဒီလိုရင်တီးပြခြင်းနဲ့ကြည့်မယ် ကြည့်မယ်
တီးတာလက်တန်လေးမပြောင်းဘူးလား ကောင်းတယ် တန်တန်လေးဒီလိုတီးလို့မရဘူးတော်ရမင်းသမီးအိုးစီတီးတာ6ကကကြီး ဘယ်လိုတီးရ လက်ကတီးတော့ကိုကအိုးစီလက်တီးတာလွယ်လွယ်လေးရဲ့ ဟမ် မရှင်းလေးပါလေးဆိုပြီးတော့အစိုးလေးနဲ့တီးပြလား ဆိုတီး ဆိုတီး ဆိုတီးလေတဲ့ငါညီမရမလားဟုတ်ပြီ ဆိုလေးနဲ့တီးတော့ပြောပြကောင်းတာပေါ့ ဟုတ်ကဲ့ရှင် ဒီမို့6ကကကြီး တဏ္ဍာလေးဆိုတီးတီးမယ် ငင်းငယ်အိုးစီတန်းနဲ့ ငင်းချင်ဦးစီရမယ် အိုးစီပုံမောင်းငင်းညောင်းလို့သာဒီမြမတာယာလှပတဲ့နေဝန်ကြွားတို့ပြည်သူများအစင်ရှိရှုရှင်ကျင်းမှုဝင်မျိုးခဲ့တာကိုတို့မြမစူကြတိရကာရခုံရအတန်ကြာရင်သိနေရမြမပြင်းကြီးညင်းညင်းညအိုးစီတန်း အိုးစီပုံမောင်းငင်းညောင်းလို့လားဒီမြမနာယာလှပတဲ့နေဝန်ကြွားတို့ပြည်သူများဆင်းရှိရှုရှင်ကျင်းမှုဝင်မျိုးခဲ့တာကိုတို့မြမကျမတို့ရဲ့မြမစူကြတိရကာရခုံရအတန်ကြာရင်သိနေရမြမပြင်းငင်းငင်းဦးစီတန်း ဒါလေးကဆိုတီးလေနှလုံးပြီးပြီနှလုံး တချင်းလေးကြတော့ဒါကြတော့တော်နားထောင်လို့လည်းကောင်းတယ် ဟုတ်ကဲ့ အိုးစီနဲ့လည်းလိုက်တယ်ဒါအိုးစီတချင်း ဟင်း အတိတ်ပဲရှိတယ် ရှိတယ် တချို့ဖြစ်နိုင်တဲ့တချင်းရှိတယ်မဖြစ်နိုင်တဲ့တချင်းတွေလည်း ဟုတ် ရှိ လား ကြပဲเนาะဆင်းကြီးဂလုံးချီဆိုတာအဲ့တချင်းကတော့မဖြစ်နိုင်ဘူး ဘာဖြစ်လို့ ဆင်းကြီးကိုခမရဂလုံးချီရဲဆိုတော့ဖြစ်နိုင်မှာမလား ဟဲ့ နောက်ခုနအကိုဆိုသွားသေးတယ်မျက်လုံးဖွင့်ပြီးအဲ့ကြီးသမားချစ်ရဲ့မျက်လုံးဖွင့်ပြီးတော့ဘယ်လိုလုပ်ပြီးတော့အဲ့လိုရเนาะဖြစ်နိုင်တာนี่မြင်နိုင်တာนี่เนาะနောက်တော့ရှိသေးတယ်မင်းကလေးတွေဂေါ်လီမရဲ့တော်ပြီးဂေါ်လီမရဲ့တော်ပြီးဆိုဒီမိန်းကလေးနဲ့ဂေါ်လီနဲ့ဘာဆိုင်လို့ အတန်ကိုကကောင်းတာအဆိုတွေလည်းကောင်းတယ်နော် အဆိုရတကယ် အဆိုတော်တွေအားနာလို့မဆိုတာ အာနာလို့တကယ် မျက်လုံးဖွင့်ပြီးပြန်ဆိုပြရတာ မျက်လုံးဖွင့်ပြီးအရကကြီးသမားချရကြီးရဲ့ မင်းအတန်နဲ့ငါဘလူနဲ့ကတော့ကြိုက်နေတာ ဒါတဏ္ဍာလင်းကအိုးစီတစ်လုံး အိုးစီတစ် နှလုံးကနေနှလုံးတီးမ နှ ယ် လုံးပြည့်သွားပြီ တကယ်တော့အိုးစီတီးတယ်ဆိုတာမလွယ်ပါဘူး ဟဲ့ မလွယ်လို့လဲကျွန်တော်မတီးပါဘူး မတီးပဲလည်းမပြော ဒီဘက်နဲ့မြတ် ဒီ ကြီး က ကြီး နှလုံး တာပြော တီးမယ် ဒါနှလုံးဗျာ တန်တာလင်းလို့မင်းကလေးရလို့ကတော့ရွှေတပိတ်တာပုံပေးတော့မယူတော့ဘူး ဘာဖြစ်လို့လဲ အာအိုးဒီတော့ငယ်တန်ပါနဲ့ငါဆိုအသက်ထွက်သွားမှာပေါ့ကွာ ဒီတခါသုံးလုံး သုံးလုံး သုံးလုံးကြည့်မလား သုံးလုံးဆိုရင်အကောင်းစံ ဟင် မင်းအမီးသွားဝယ်ကွာ သုံး ပြော လုံး တော့မင်းတော့အိုးဒီသုံးလုံးတီးမယ်ပြောတယ်တို့ဆိုခောက်ခွာခွာနေကြ ဘာဖြစ်လို့လဲ ဒီနာပေးတဲ့စီဟိုးနောက်ဆုံးကရဲပေးတဲ့ကခပ်ပြပြမြင်ရတာဟိုအိုးဒီတွေအများကြီးတီးတယ်အောင်မင်းနေ တဏ္ဍာလေးအိုးစီသုံးလုံးတီးမှာတဏ္ဍာလေးနင်ဘာမှမပူနဲ့နေရှေ့လျှောက်နာမည်ကြီးပြီနင်ကိုလာအားပေးတာရှိတယ်ဟိုမှာပွဲကင်းထဲမှာရှင်ဥပကုတ်ဖောင်မျောပြီးလာအားပေး ဒီကောင်အဲ့ဒါပွဲကင်းနဲ့ချက်တော့နဲ့ဈေးတယ် ဟောဈေးတယ်လားဟ
အယောင်နဲ့တွန်းလာငါရှင်ဦးပကုတ်ပေါက်မျောနေတယ်မ ကြည့်မယ် ကြည့်မယ် ဟုတ်ကဲ့ ဒါ3လုံးဒီတစ်ခါကျတော့4လုံး လေးလုံး 4လုံးတီးမယ် လေးလုံးတီးမယ် နော်ဒီကလည်းပတ်စာရေးစာဆိုတာလည်းလူလေးတယ်ပတ်စာရေးစာတဲ့ ကရှင်လည်းနဲ့တို့ပါငါညီမ ဒါပတ်စာရေးလက်ပေးရတာ တို့ ရှင်းနေတို့အဲ့ဒါအိုဒီဒီလေးလုံး ကိုမော တန်တာလင်းအိုးစီတီးတာမမြင်ရလို့ရှင်းနေတိုးပါတဲ့တတိထားကြည့်မျက်နှာလည်းဆင်းကုန်အောင်မယ် ရေရလက်တာ ဒီမှာရေရေလဲတာ အခုဒီမှာလေးလုံးဒါအောင်နဲ့ ကိုမောတော့ကိုမောရေးလက်တာလား ကျွန်တော်ရေးလက်သူတန်တန်လေးတော့အိုးစီရေးလက်တာတစ်မျိုးဒီလိုအိုးစီနဲ့ဒီလိုလဲငမောအိုးစီတီးပြီးလို့ရှိရင်ကျွန်တော်ရေးလက်တာတစ်မျိုး ဘယ်လိုလဲ ကျွန်တော်အိုးစီတီးပြီးဆိုရင်ကျွန်တော်ဒူရောအိုးစီရောမြေထက်ခုံချရတာ သွားကဲလေးလုံးတီးမယ် ကျမလာနဲ့ကျမလာ ဟုတ်ပြီ လက်ခုံနဲ့အားပေးကြတယ် ဟုတ်ကဲ့ ကဲတန်တန်လေး အနန္လေးကိုအဲ့ဒါကြောင့်ပြောတာပေါ့အနေငါယူလို့ပြောတာ တော်မလေးတန်တန်လေးနဲ့သူကအယူတဲ့ စိတ်ဆင်းရဲမခံနိုင် ကဲနောက်ကဆိုတော်လေးကြံသေးတယ် မင်းကလေးတွေအိုးစီတီးတဲ့ခေတ်ဆိုတာလည်းတစ်ခေတ်ပေါ်လာသေးတာကိုဟိုတုန်းကမင်းကလေးတွေအိုးစီတီးပြီးတော့နောက်အိုးစီသိမ့်မောင်ဆိုတာသူကတစ်ခေတ်ပေါ်လာတယ် အိုးစီသိမ်းမောင် အိုးစီသိမ့်မောင်ဆိုတာတခြားလူမဟုတ်ပါဘူးကျွန်တော်ပါပဲအခုသူကသိမ့်มาတော့မယ်ခင်ဗျာ ဟောတန်တန်လေးနဲ့နှုတ်ဆက်သေးလေးနဲ့ကြောမယ် ဟုတ်ကဲ့ တန်တန်လေးပြီးတယ်နဲ့ကျွန်တော်တို့တကယ်နာမကြီးဆိုတော်လေးရှေ့ကနာမကြီးဆိုတော်လေးဆိုသွားသလို ကျွန်တော်တို့အကူ နောက်က ကြီးတွေကျွန် ဆိုတော်လေးလည်းအများကြီးကြံသေးတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ရှင်နေ နောက် နေ ပိ ရှိ တ် ပါ သက်မျောနေရတဲ့အကယ်ဒမီတော်မြင့်မြင့်ခင် ဟုတ်ကဲ့ ကိုမင်းနောင် ကိုမင်းနော် ကျွန်တော်တို့ဆိုတော်မောင်မောင်ကြီး ကိုမောင်ကြီး ကျွန်တော်တို့ကိုတင်လိုက် ဟုတ်ကဲ့ အဆိုတော်တွေအများကြီးကြံသေးတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒါကျွန်တော်တို့သိတာနဲ့ပြောတာမသိတဲ့ဆိုတော်တွေမရင်းနှီးသေးတဲ့ဆိုတော်တွေအများကြီးပါ ဟုတ်ပါခင်ဗျဟုတ်ပါပြန်ညီမလေး ကိုရင် ဟုတ်ကဲ့ ဆရာတော်ဖျားကြီးရဲ့အင်မတန်မှထူးမြတ်တယ်ဝိဇာနာမွေးနေ့ပွဲကြီးမှာတန်တာလေးရဲ့တက်ကြွတဲ့ပညာလေးတွေနဲ့ဓာတ်ထောက်တနေရာနေပြီးတော့အမှုပညာပါဝင်ကူရတာ ကိုပဲဟုတ်ကဲ့ရှင်အမှုပညာနဲ့ကြော့ခွင့်ရတာကိုပဲဝမ်းသာကိုရင်လို့မဆုံးပါ အဲ့ဒီ ဘူး လိုစေတနာကြောင့်ရွှေစိတ်တွေကိုကူရခဲ့တာပေါ့ကွယ်တို့အခုနောက်ဆိုမဲ့အဲထဲမှာတို့အမကြီးတို့အမေပေါ့အမေတော်မြင့်မြင့်ခင်သူလည်းဆိုဦးမယ်တော်မြင့်မြင့်ခင်ကလည်းပဲဆရာတော်ကြီးကိုတတ်တတ်နဲ့လာပြီးပူဇော်တယ်ပေါ့ဗျာဒါဆိုရင်လည်းအကယ်ဒမီဆိုရင်9စုဟုတ်လားဗျာကဲရွှေစိတ်လည်းမနေဘူး ဟုတ်ကဲ့ အဲ့ကျွန်တော်ပြောတယ်အမေလို့အမေလောက်လို့များကျွန်တော်အမေတစ်စိတ်လို့ပေးပါလားလို့ဆိုတော့နင်းကိုတစ်စိတ်ပေးလိုက်ငါမှတချမ်းနဲ့ကြည့်မကောင်းလို့တဲ့ ဒါပြစ်တဲ့ခါမှာပမာဏတန်လေးဆိုရင်ဒါအိုးစီလုံးလုံးနဲ့လေးလုံးနဲ့တော်တော်ပင်မပါတယ် ဟုတ်ကဲ့ အပင်မခါမှာသပင်နှန်းဆိုင်ရမယ် ဒါပေါ့ရှင် မိဘများကပြုံးပြုံးလေးကြီးတန်တာလေးကပြုံးပြုံးလေးကမဲ့အိုးစီတီးမယ် ဟုတ်ကဲ့ အပြုံးပေးခြင်းဒီနှလုံးအေးတယ်ပေါ့ဗျာ အေးလေဗျာ ကိုမောနှလုံးမအေးခြင်းဘူးလား နှလုံးအေးကျင်တာပေါ့ဗျာ နှလုံးအေးခြင်းရှုံ့ပွက်ထဲသွားထိုင်ပေါ့ ဟိုတွန့်တက်သွားတော့မင်းဆွဲထုတ်ပေးမလား ကိုရင် ဟာဗျာ ဆရာတော်ဘုရားကြီးအသက်ရကြရှိပါသည်နော်ဘာသာသာသနာကျိုးလည်းဒီထက်မကစတဲ့တကူထမ်းဆောင်နိုင်ပါသည်လို့သမီးတို့အငိမ့်သူအဖွဲ့သားအားလုံးကနေပြီးတော့ဆုတောင်းထဏပြုပါပါလေရှင် ဟုတ်ပါ ဟုတ်ကဲ့ဆရာတော်ဘုရားကြီးကျမ်းကျမ်းမာမာရှိဖို့ကအရေးကြီးတာမဟုတ်ပါဘူးရှင်ဒါကြောင့်နှုတ်ရချစ်တဲ့မိဘပြည်သူကိုတဏ္ဍာလင်းကပြုံးပိုင်ရှင်များလို့နာမည်ပေးခဲ့ပါရစေရှင် ပြုံးပိုင်ရှင်များ အပြုံးပိုင်ရှင်လေးနဲ့ဆက်ရက်မယ် ပြုံးဒီနဲ့ခုဆက်ခဲ့ပြန်လာပြန်ခဲ့ပြီးမပြင်းရင်ဒီလိုခက်ရပါပြီခွေ
ချင်းကလေးတွေမှတဆင်အမတ်တရခင်မင်းမှုလေးတွေကြောင့်လွမ်းပြီးလွမ်းရမယ်သူကတဏ္ဍာလေးရဲ့ပါရှင်ပြီးပါရဲ့ဆိုပြီးပြန်ခဲ့ရပေမဲ့အနုပညာတဲ့ခရီးငိုကြီးချင်းနဲ့မခွဲခွာခြင်းလို့မို့နှလုံးသားရဲ့ရှင်လေးစကားကိုအမြင်ရှင်းတော့အလှတော့မှဖြစ်ကတော့လည်းနဲ့လက်ဆက်ပေးရစီတော့လားရှင်ဆိုတော့နောက်ကအကယ်ဒမီချိုပြုံးတို့နေရလတို့ပါထားရောက်လာပါပြီကျိုးသားဖို့နဲ့နှလုံးသားလေးရဲ့ပြုံးပြကြည်လူဟာလို့တဏ္ဍာတို့တွေဆုံတွေ့လာကြတယ်အကျဉ်းသားများနဲ့နှုတ်ခွန်းဆက်မဲ့ချီရတာနဲ့ပြန်ခဲ့ရတယ်